နေ့စဉ်နဲ့မြဘဝတိုင်းမှာရင်ဆိုင်နေရတဲ့လောကဓာတ်နေမရှိဘူးလားဒီခုခေတ်နာမည်တွေနဲ့ပြောရင်သားရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးအသီးသီးမရှိဘူးလားအဲ့ဒီအရေးအလုံးကိုဘာနဲ့အားကိုးပြီးဖြည့်ရှင်းမလဲဒါဖြင့်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်အားကိုးရာအမှန်ဒီပါလေကိုးကွယ်စရာကယရဏ၃ပါးအားကိုးရာကဟုတ်ပြီတရားကိုဘာလို့အားကိုးရသလဲလို့မေးရင်ကိုဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်တာပါလေဟုတ်ပြီဘဝကိုလှပစေတာဟုတ်ပြီလောကကိုလှစေတာဟုတ်ပြီတန်တရားကိုမြင့်မြတ်စေတာဒါဖြင့်ဦးဇင်းတို့သူတော်ကောင်းတို့ဟာတရားကိုမြတ်မြတ်နိုးနိုးဆောင်ကျင့်ဖို့သင့်မသင့်အဲ့ဒါဗုဒ္ဓဘာသာဝင်တိုင်းသည်ဘာကိုအမြဲလက်ကင်ထားရမလဲဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေမှာလုပ်ငန်းတာဝန်2ရပ်ရှိပါတယ်ဦးဇင်းတို့ဗုဒ္ဓဘာသာကကဲတင်မဲ့ဘုရားသခင်ကိုစောင့်နေတာလည်းမဟုတ်ဘူးဖန်ဆင်းရှင်ကြီးကိုမှီခိုထားတဲ့ဘာသာလည်းမဟုတ်ဘူးကိုခြေတော်ပေါ်ကိုယက်တည်နိုင်အောင်ဗုဒ္ဓရှင်တော်ဘုရားကလမ်းမှန်တရားတွေမပေးဘူးလားဒါကြောင့်အတ္တဟိအတ္တနောနာထောကိုသာကိုကွယ်ရလို့မြတ်စွာဘုရားမဆုံးပါဘူးလားအဆုံးမတော့ကိုကွယ်ကိုအာကိုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဘာကိုဆောင်ထားမလဲတရားဆောင်နိုင်ဖို့နော်တရားဆိုတာအလိုလိုကိုယ်တဏ္ဍာမှာကိန်းလာမှလားအလိုလိုရှိနေတဲ့တရားလားရှိအောင်အားထုတ်မှရှိမှာဒါဖြင့်အာကိုတိုက်တဲ့တရားကိုမှရှိဖို့လုပ်ငန်းတာဝန်2ရပ်နော်နံပါတ်1ဗုဒ္ဓဘာသာဝင်တိုင်းဘာလုပ်ရမလဲမေးရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရမယ်ဘာလုပ်ရမလဲအားလုံးဒီဘက်ကဒကာကြီးတွေဖြည့်သမ်းမှဒီဘက်ကဒကမာကြီးတွေအတန်လောက်ပဲကြားနေရတဲ့ဗုဒ္ဓဘာသာဝင်တိုင်းဘာလုပ်ရမလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရမယ်ပြန်ပြောထုံပေကတ္တမလုပ်ကြနဲ့နော်မြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုတာတရားမသိဘဲနဲ့တရားကိုဆောင်လို့ရမလားအဲ့တော့နံပါတ်1လုပ်ရမှာကသိအောင်လုပ်ရမယ်သိအောင်ဆိုတော့တရားသိအောင်လို့ပေါ့လေးပြောမိမှဆိုလို့ဘယ်သူဆုံးမလဲအခုအဆုံးအမတရားတွေဟာမြတ်စွာဘုရားမပြောရင်တို့သိမလားဒါကြောင့်မနေ့ကသူတော်ကောင်းတို့တကွက်ခြံထားရတယ်ခြံထားလို့မရဘူးတို့မှာကိုးကွယ်စရာဘုရားတရားသံဃာယရဏ3ပါးမရှိဘူးလားအဲ့ဒီ3ပါးကိုးကွယ်တော့တို့အတွက်အားကိုးရတရားရတယ်လို့မနေ့ကပြောခဲ့တယ်နော်ဒါဖြင့်တို့ကတရားတစ်ခုတည်းကိုးကွယ်ပြီးကျန်တာတွေမကိုးကွယ်ပဲနေလို့မရဘူးလားအလုံးရှုပ်တယ်ကွာတရားပဲကိုးကွယ်တော့မှကျန်တာမကိုးကွယ်ဘူးရှုပ်တယ်ဘာဖြစ်လို့ဘီယာဦးဆိုတဲ့လူတွေဘာဖြစ်လို့ဩသားရောင်ဝါမလုံးနဲ့အခုသူတော်ကောင်းတို့ကိုးကွယ်မဲ့အားထားမဲ့တရားဟာဘသူဟောမှသိတာအဲ့တော့တရားပိုင်ရှင်ကဘသူတော့ဒါဖြင့်ဘုရားကိုထားခဲ့လို့ဘုရားဟောမှဒီတရားမသိရဘူးလားအဲ့ဒါဖြင့်ဘုရားနဲ့တရားပဲကိုးကွယ်မတန်ခါမကိုးကွယ်ဘူးကွာရှုပ်တယ်ဘာဖြစ်လို့ရောင်ဝါမလုံနဲ့အခုနင်တို့ဖះနဲ့တွေ့လားမိလားမမီဖះရဲ့တရားတော်အမှန်တွေကိုဘယ်သူပြောမှသိတာဒါမှမဟုတ်တန်ဃာကိုလည်းပြစ်ပယ်လို့ဖះကိုပြစ်ပယ်လို့လဲဒါမှမဟုတ်ကိုးကွယ်စရာလို့ပြောရင်ဘယ်နှပါယရဏ3ပါးအားထားစရာကတရားအားကိုးရမှာလောကရန်ကိုရင်ဆိုင်ဖြည့်ရှင်းဖို့ဘဝကိုတိုက်ပွဲဝင်ဖို့နော်အသေးစိတ်ပေါ့ကွာကျယ်ပြန့်အောင်ပြောမယ်ဆိုရင်တချို့ကဒီလိုစကားတွေပြောရင်ဘုန်းကြီးတွေကပလင်ပေါ်ကနေနိုင်ငံရေးတွေပြောတယ်ဘာညာတို့ထင်နေတာအမှန်ကတရားလမ်းစဉ်မှာအပြည့်စုံပါပြီးသားသူတော်ကောင်းတို့ဘဝကိုတိဆောက်ခြင်းနဲ့မိမိပတ်ဝန်းကျင်ကိုယ့်ရက်
ကိုရက်ကွက်ကလေးကိုစနစ်တကျလှလှပပတတ်တရရချမ်းချမ်းသာသာငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်ကိုမျိုးရွာကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးဒါအကုန်ပါသွားပြီကိုကဘာကြီးဒီနေ့အမြင်ကျဲတဲ့နိုင်ငံတွေကကဘာလောကကြီးတစ်ခုလုံးငြိမ်းချမ်းရေးဆောင်ရွက်နေတာတို့မြန်မာနိုင်ငံကကိုချင်းချင်းတောင်ချင်းချလို့ကိုမပြီးသေးဘူးအဲ့ဒါဘာဖြစ်လို့လဲလို့ဆိုတော့ဓမ္မကိုသေးသေးချာချာရေးရေးလဲလဲမသိလို့အဲ့တော့သူတော်ကောင်းတို့တွေခုနိုင်ငံရေးအောင်မြင်ခြင်းရင်လဲဘာနဲ့ရင်ဆိုင်မှရအေးကိုဘဝအောင်မြင်ခြင်းရင်လဲဒါဖြင့်အမြဲဆောင်ထားမှာပါလေအဲ့ဒီတရားကိုမသိဘဲနဲ့ဆောင်လို့အေးဒါမှမဟုတ်တရားဆောင်နိုင်ဖို့အတွက်နံပါတ်1လုပ်ရမှာဘာလို့လဲတရားသိအောင်လုပ်ရမှာဘာလုပ်ရမလဲတရားဆိုတော့သူတော်ကားတွေပြောနေတဲ့တရားလားမြတ်စွာဘုရားဟောခဲ့တဲ့တရားလားမြတ်စွာဘုရားတရားကိုဘာလို့သိအောင်လုပ်ရသလဲဆိုမနေ့ကပြောခဲ့ပြီလောကသဘာဝအမှန်တရားပြန်ပြောအဲ့ဒီမှန်တရားမြတ်စွာဘုရားမပြောဘဲနဲ့သိမလားမသိတဲ့အတွက်ငါတို့အားလုံးရဲ့တာဝန်ဟာတိမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဘုရားလို့ပိုင်နိုင်မှတ်ထားဟုတ်ပလားဒါဖြင့်တို့တရားဓမ္မတွေအားလုံးနံပါတ်1ဘာလုပ်ရမလဲဖြည်းဖြည်းအော်တယောက်တည်းအော်နေလို့မပြီးဘူးအားလုံးတန်ပြိုင်ဖြစ်အောင်နော်ဒါတွေကလည်းဦးဇင်းတို့နေရာတိုင်းမှာပြောရတယ်ဒါကွင်းမြေကြီးထဲမှာဆိုတော့အာယုံကနည်းနည်းပြတ်နေနော်အဲ့တော့လူစုလူဝေးနဲ့တပြိုင်တည်းအတန်ပြိုင်ဆိုနိုင်တယ်ပြုနိုင်တယ်ညီညွတ်ပြုနိုင်တယ်ဆိုတာနံပါတ်1စိတ်ကောင်းနှလုံးကောင်းရှိသူတွေမှလုပ်နိုင်တယ်စိတ်ကောင်းနှလုံးကောင်းမရှိရင်တယောက်တစ်ပေါက်ဖြစ်တယ်နော်သူ့ထက်ငါဆိုနိုင်တယ်သူ့ထက်ငါတတ်တယ်သူ့ထက်ငါသိတယ်ဆိုပြီးတော့တယောက်တစ်ပေါက်အဲ့တော့ဘုန်းကြီး10ပါးလောက်ပြင်ပြီးတရားပရိတ်ရွတ်ခိုင်းကြည့်စိတ်ကောင်းမရှိတဲ့ဘုန်းကြီးပါလာရင်အဲ့ပရိတ်နာလို့ကိုမရတော့ဟုတ်ပလားနံပါတ်1ညီညွတ်အောင်လုပ်နိုင်တာဘာရှိလို့စိတ်ကောင်းရှိလို့နံပါတ်2ကစိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုယ်တကိုယ်စားတဖို့တည်းမကြည့်ဘူးအများကောင်းစားရေးအများညီညွတ်ရေးအများချမ်းသာရေးဒီလိုကြည့်တယ်ကြည့်တော့စိတ်ဓာတ်ခွန်အားရှိတဲ့ပုဂ္ဂိုလ်စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကလူနဲ့အားလုံးညီညွတ်အောင်ညီမျှအောင်ရွတ်ဆောင်တယ်အဲ့ဒါကြမှာတန်ပြိုင်ဆိုလို့ရတယ်ဟုတ်ပြီလားနောက်နံပါတ်3ဉာဏ်ပညာထက်မြက်သူတို့တာလုံနိုင်တယ်တဲ့ဘာလဲလဲဉာဏ်မရှိတဲ့လူတွေမလုံနိုင်ဘူးတဲ့အဲဒါကြောင့်အခုတညီတဲ့ဖြေပါဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့လုပ်ငန်းတာဝန်နံပါတ်1ကပါလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဘုရားပြန်ပြောကဲဒါဆိုမညီဘူးလားကဲခုနတယောက်တစ်ပေါက်ဖြေတာနဲ့ညီညွတ်ဖြေတာဘယ်ဟာနားထောင်လို့ကောင်းလဲဘယ်ဟာအင်အားရှိတော့ကြိုးစားပါအဲ့တော့တရားကသိနေုံနဲ့ပြီးပြီလားဘာလို့အောင်ကျင့်ရမယ်အဲ့ဒီနေရာမှာကျင့်ဆိုတဲ့တလုံးနဲ့မပြီးနဲ့ကျင့်ဆောင်ပြောကျင့်လဲကျင့်ရမယ်အမြဲထာဝရဆောင်ထားမယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်ကိုသိကျင်ရင်မင်းတို့တရားစခန်းနေမရှိဘူးလားတရားစခန်းနေသွားပြီးတော့စခန်းဝင်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့ဒီစခန်းသွားဝင်တဲ့လူတွေကစခန်းမှာနေတာထိုင်တာနဲ့အိမ်မှာနေတာထိုင်တာတူသလားစခန်းရောက်တော့စခန်းစိတ်အိမ်ရောက်တော့အဲ့တော့စခန်းရောက်တော့စခန်းအကျင့်အိမ်ရောက်တော့ဒါဖြင့်ဒီပုဂ္ဂိုလ်ဟာတရားကျင့်ပြီးတော့မဆောင်ဘူးလို့ပြောတာဟုတ်ပလားတကယ်တော့ရိတ်သာသွားပြီးတရားကျင့်တယ်ဆိုတာအဲ့ဒီအကျင့်တွေဘယ်ပါလာရမလဲအဲ့တော့တထက်ထဲနေနိုင်အောင်ကြိုးစားဖို့သိမသိအဲ့တော့တရားသွားကျင့်တယ်ဆိုတာဘာလို့ဖို့ဆောင်ထားဖို့ပြန်ပြောတရားကျင့်တာဘာလို့ဖို့အခုတရားလာနာတာဘာလို့ဖို့အဲ့တော့နံပါတ်1တရားသိဖို့မလိုဘူးလားသိပြီးရင်သိတဲ့အတိုင်းကျင့်ရမယ်ဆောင်ရမယ်နှမျိုးကျင့်ရုံတက်တက်နဲ့မပြီးဘူးကျင့်တယ်ဆိုတာလေ့ကျင့်ရုံတက်တက်ပဲကျင့်ပြီးပြစ်ထားတယ်အဲ့လိုလုပ်လို့မရဘူးကျင့်လဲကျင့်ရမယ်အဲ့တော့နံပါတ်1တာဝန်ကသိသည့်တရားအတိုင်း
ကျင့်ဆောင်ရပါမယ်ဖရာလို့ဖြေဒါဖြင့်ငါတို့လုပ်ရမယ့်အလုပ်ဘယ်နှခုလဲနံပါတ်1ကမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဖရာနင်တို့ဖြေငါပဲဥဆောင်ဖြေပြီးတော့မယ်နော်သိအောင်လုပ်ပြီးပြီလားနံပါတ်2ကသိတရားအတိုင်းကျင့်ဆောင်ရပါမယ်ဖရာပြန်ပြောသိတရားအတိုင်းဘယ်သူအတွက်တော့တပည့်တော်တို့အတွက်ပါလို့လုပ်ပါကိုယ်တွေမင်းနေမလုပ်ပါနဲ့ဟမ်ဘယ်သူအတွက်တော့အောင်မလေးဘုန်းကြီးနဲ့ဖြေနေတာတောင်သူတို့ဘယ်လိုဖြေရမှမသိဘူးရှင်းတယ်နော်ကဲကောင်းပြီမြတ်စွာဘုရားအဆုံးအမကိုသိအောင်ဆိုတော့အခု2ရက်ရှိပြီမနေ့ကပလင်စဖွင့်တော့လေဒီဩဝါဒပါတိမောက်နဲ့ပဲဖွင့်ဒီနေ့လေဩဝါဒပါတိမောက်ကိုပူဇော်ပြီးမှတရားစဟောတယ်အဲ့တော့ဩဝါဒပါတိမောက်ဆိုတာကလောကမှာပွင့်သွားပြီးသားဘုရားတွေဘယ်နှစုပွင့်ပြီးပြီလဲကင်းကဝါလူသဲစုမက4စုဆိုတာဒီကဘာမှာပြောတာနော်လောကမှာပွင့်ပြီးတဲ့ဘုရားကရည်တွက်လို့အဲ့ဒီရည်တွက်လို့မရအောင်ပွင့်ပြီးတဲ့ဘုရားတိုင်းကဆုံးမခဲ့တဲ့အဆုံးမတဲ့ဘုရားတိုင်းဟာဒီအဆုံးမပဲတစ်ထပ်ထဲဆုံးမတယ်ဟုတ်ပလားဒါဖြင့်အဲ့ဒီအဆုံးမသည်အရေးကြီးမကြီးတန်ဖို့ရှိမရှိသိတဲ့မသိတဲ့ဒီဩဝါဒပါတိမောလောက်မှမသိဘူးဆိုရင်မင်းတို့ဗုဒ္ဓဘာသာလို့ဆိုလို့ဒီအဆုံးမလောက်မှမကျင့်သေးဘူးဆိုရင်လည်းမင်းတို့ဗုဒ္ဓဘာသာဖြစ်ပြီလို့ပြောလို့ကျင့်တယ်နော်ဒါဖြင့်ဗုဒ္ဓဘာသာမှန်ရင်သိလဲသိရမယ်ကျင့်လဲကျင့်ဆောင်လဲမထမ်းတော့ကျင့်ပြီးဟုတ်ပြီကောင်းပြီအဲ့တော့ဒီလိုကျင့်ဆောင်နိုင်ဖို့အတွက်တရားအဆုံးအမတွေကနံပါတ်1သဗ္ဗဘာပတအကရဏမကောင်းမှုမှန်သမျှမလုံနဲ့ဗါတယ်လေဘယ်သူကဆုံးမလဲမြတ်စွာဘုရားတဆူရဲလားပွင့်ပြီးသားဘုရားတိုင်းကလည်းဒီတိုင်းပဲပြောတယ်နောင်ပွင့်မဲ့ဘုရားမတေးရအပါဝင်ကျန်တဲ့ဘုရားအားလုံးကလည်းဒီတိုင်းပဲပြောလိုက်မယ်ဟုတ်ပြီနော်ဒါဖြင့်အားလုံးကတသွေမတိတ်လိုက်နာကျင့်သုံးဖို့သိမသိဒါဖြင့်မကောင်းမှုမှန်သမျှမလောက်ကြနဲ့ဆိုတော့သူများသက်တတ်တဲ့အလုပ်ဟာကောင်းတဲ့လုပ်လားမကောင်းတဲ့လုပ်ဟုတ်ပြီသူများပစ္စည်းခိုးတာသူများသားမယားပြစ်မှားတာဟုတ်ပြီမှုသားပြောတာဂုံးတိုက်တာဟုတ်ပြီကြမ်းတမ်းယုံညံ့တဲ့စကားပြောတာသိမ်ဖြင်းပေါ့ပြတဲ့စကားပြောတာဟုတ်ပြီသေကြီးသေရဲ့တောက်စားမူးရီရောင်းဝယ်ဖောက်ကားတာဒါဖြင့်အဲ့ဒီအလုတ်မှန်သမျှကိုမလုပ်ရဘူးမလုပ်နဲ့ဒါဗုဒ္ဓဘာသာမှန်ရင်ဒီအလုတ်အားလုံးနဲ့ကင်းအောင်နေရကုသလတဥပသံဗရာကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်ပြုရမယ်တဲ့ဗါလဲလေအဲ့တော့ကောင်းမှုကုသိုလ်တွေခုဦးဇင်းတို့တော်ကောင်းတို့မှာဖြည့်ကျင့်ဖို့လိုအပ်မလိုအပ်ဖြည့်ရောမဖြည့်ကြဘူးလားကိုတော်ကောင်းတို့ဒါနရောမလုပ်ဘူးလားသီလရောမစောင့်တည်ဘူးလားကဲမနေ့ကဘာဝနာတွေရောမပွားကြဘူးလားဟုတ်ပြီအဲ့ဒီဒါနသီလဘာဝနာတွေပွားများနေတာဘယ်ရောက်ချင်လို့ခုဦးဇင်းတို့တော်ကောင်းတို့ရဲ့ပန်းတိုင်ရပါလဲဒါဖြင့်ကုသိုလ်ကောင်းမှုကိုဘယ်ရောက်တဲ့အထိပြုရမလဲကျင့်တတ်သလားကုသိုလ်လုပ်တယ်ဆိုတာဘယ်ရောက်ဖို့ဒါဖြင့်နိဗ္ဗာန်မရောက်မချင်းကိုယ်ကုသိုလ်ပြည့်စုံပြီလို့ပြောလို့ကြဒါဖြင့်ကုသိုလ်ကိုဘယ်အထိလုပ်မလဲကျင့်တတ်သလားနောက်စိတ်ကိုဖြူအောင်ထားစိတ်ကိုအခုတော်ကောင်းတို့မှာစိတ်မှာမဲညစ်စေတဲ့တရားတွေရှိမရှိကဲမဲညစ်တတ်တဲ့ကိလေသာတော်ကောင်းတို့မှာလောဘရှိသလားကိုကြည့်ပြီးဖြေနော်လောဘရှိလားဒါဖြင့်လောဘအဖြူလားအမဲလားအေးလားအပူလားလောဘရှိတဲ့လူအေးချမ်းသလားပူလောင်သလားသိကြတယ်နော်ကဲဒေါသရောရှိကြလားရှိရင်အဲ့ဒေါသကအဖြူလားအမဲလားအပူလားအေးလားသိကြတယ်နော်
ဒါပြင်မောဟဝရှိလားဟဲ့ဒါပြင်မောဟကအပူလားအေးလားအဖြူလားအမဲလားအဲ့ဒါပြင်မာနလေးရောအောင်မလေးမာနလည်းရှိတယ်မာနရောအပူလားအေးလားဆင်းရဲတတ်တဲ့တရားလားချမ်းသာတတ်တဲ့တရားလားမြင့်မြတ်စေတဲ့တရားလားယုံညံ့စေတဲ့တရားလားဒါပြင်အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာရှိတာသိကြလားဒါပြင်အဲ့ဒီတရားတွေရှိနေရင်ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာဖြူမလားမဲမလားဒါပြင်အဲ့ဒီတရားတွေကိုဆက်ပြီးတော့မွေးမြူထားရမလားဖယ်ရှားနိုင်အောင်ကြိုးစားရမလားဘုသူအဆုံးမလဲမြတ်စွာဘုရားရဲ့အဆုံးဘုရားရဲ့လို့ပေါ်ပေါ်တဏ္ဍာမဖြေနဲ့နင်တို့တငယ်ချင်းမဟုတ်ဘူးနော်ဘုရားဆိုတာလောကမှာလူတိုင်းပြောနေတာခရစ်ယာန်ကလည်းဘုရားမွတ်စလင်ကလည်းဘုရားဟိန္ဒူကလည်းဘုရားနော်အဲ့ဒီဘုရားတွေနဲ့တို့ဘုရားနဲ့တူလားအဲ့အမြတ်ဆုံးမို့လို့မြတ်နော်မြတ်စွာဘုရားတဲ့သီလသမာဓိပညာတာတဲ့လူလောကမှာအထူးကျွန်းဆုံးအထူးခြားဆုံးမို့လို့စွာမြတ်ရှင်းလားမြတ်စွာဘုရားလို့ခေါ်ရတဲ့အဓိပ္ပာယ်ကိုသိပလားမြတ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်မို့လို့မြတ်စွာအထူးခြားဆုံးပုဂ္ဂိုလ်မို့လို့စွာအဲ့တော့ဘုသူဆုံးမလဲကျင့်တတ်ပြီနော်ဒါပြင်အဲ့ဒီအဆုံးမအတိုင်းလိုက်နာဖို့သိမသိအဲ့မကောင်းမှုမှန်သမျှမလုံးနဲ့ကောင်းမှုမှန်သမျှပြည့်စုံအောင်လို့စိတ်ကိုဖြူအောင်ထားနောက်ခန္တီပရမန္တဘောတိတိခတိခံခြင်းဟာအမြတ်ဆုံးအကျင့်တဲ့ဗါလဲဒါပြင်တို့ဗုဒ္ဓသာဝကကြီးဘာလို့ရမလဲသိခံရမယ်ဘာလို့သိခံမလဲဘယ်လိုသိခံမလဲမဟုတ်တာလို့လက်ခံဟုတ်တာလို့လက်ခံအရာအလုံးသိခံဆိုရင်မဟုတ်တာလို့လဲဟုတ်လဲဒီလိုလားဟောမတရားတာလို့လက်ခံကွာအနိုင်ကျင့်လက်ခံကွာဒီလိုလားကဲဒုက္ခပဲစဉ်းစားတို့ဗမာလူမျိုးတွေကတရားတွေကိုသိတာလို့နဲ့ရောင်ဝါးတွေများအဲ့တော့ဘယ်လိုကျင့်ရမယ်ဆိုတာမှန်မှန်ကန်ကန်မသိတော့လွဲချော်တဲ့အလုပ်တွေနဲ့အချိန်ကုန်နေတဲ့အတွက်ငါတို့တွေကောင်းကျိုးတွေခံစားသင့်တယ်လို့ခံစားရမြတ်စွာဘုရားအလောင်းတော်ဇတ်တွေကြည့်လိုက်ရင်မဟုတ်တာလုပ်တဲ့လူကိုတီးခံသွားတာမဟုတ်ဘူးရအောင်ဖြည့်ရှင်းသွားတယ်အဲ့တော့အခုဦးစင်းကအဲ့ဒီတီးခံဆိုတဲ့စကားလုံးကိုပဲနော်မိဂွန်း၃မျိုးထွက်ပါတယ်ဘာကိုသိခံရမှာလဲသိခံဆိုတာဘယ်လိုမျိုးကိုပြောတာလဲဘယ်လိုသိခံရမှာလဲနော်သိခံတယ်ဆိုတာဘယ်လိုသိခံရမှာလဲဘယ်လိုနေတာကသိခံတယ်ခေါ်တာလဲနောက်ဘယ်လောက်အထိသိခံရမှာလဲမိဂွန်းဘယ်နှခုလဲဘာကိုသိခံရမှာလဲဘယ်လိုသိခံရမှာလဲဘလောက်အထိသိခံရမှာလဲဒါသိတယ်မသိသေးသိခံတာမြတ်သောအကျင့်လို့ပြောတယ်ဒါပေမဲ့ခုနပြောသလိုအကုန်လုံးစုံအကုန်လုံးသိခံဟုတ်ပြီအလုံးစုံအကုန်လုံးကိုဘယ်လိုသိခံမလဲလို့မေးရင်ဖြေစရာမရှိဘူးအဲ့ဒီဖြေစရာမရှိတာဒီအမှန်သိလို့လားမသိလို့လားသိလို့အဲ့တော့သိခံစရာကဘာလဲလို့မေးရင်မှတ်ထားပါတော်ကောင်းတို့တွေနေ့စဉ်နဲ့မြကြုံတွေ့နေရတဲ့တန်တရားမဆုံးသ၍ကြုံရအောင်မဲ့လောကရန်တရား၈ပါးဘာတွေလဲလာဘောအလာဘောရသောအရသောနေနာပတန်တာဒုက္ခဒုက္ခဒါပါဠိလို့ကိုယ်တော်ကောင်းတို့မှာလက်လာဘစီးပွားလက်လာဘတွေရှာဖွေလို့လွယ်ကူတဲ့ကာလမရှိဘူးလားခက်ခဲတဲ့ကာလရောဟုတ်ပြီတခါအချွေရန်သင်ပင်းနေများတဲ့ကာလရောအချွေရန်သင်ပင်းမရှိတဲ့အခါရောချီးမွမ်းခံရတဲ့ခါရောကဲ့ရဲ့ခံရတဲ့ခါရောဟုတ်ပြီချမ်းသာနေတဲ့ခါရောဆင်းရဲနေတဲ့ခါရောလောကရန်ဘယ်နှပါး၈ပါးအဲ့ဒီလောကရန်၈ပါးမှာရည်တွက်ကြည့်ရင်အကောင်းဘက်က၄ခုရှိတယ်မကောင်းတဲ့ဘက်က၄ခုရှိတယ်အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်အဲ့တော့အကောင်းကိုလောကရန်ခေါ်သလားအဆိုးကိုလောကရန်ခေါ်လားအကောင်းရောအဆိုးရောဒါဖြင့်အဲ့ဒီအကောင်းစိတ်အဆိုးတွေလာရင်ငါတို့ကဘာဖြစ်လို့သိခံရမှာလဲဘာတွေဖြစ်တတ်လို့လဲ
သိတယ်မသိသေးတိတ်အုံနောက်ချောင်းအောင်စဉ်းစားမနေနဲ့ခင်ဗျားတို့မစဉ်းစားဘူးဆိုတာလည်းသိတယ်နော်စဉ်းစားလို့လည်းအဖြေမထွက်ဘူးဆိုတာကျုပ်ကသိတယ်အဲ့တော့အဲ့လိုမသိခြင်းဟာအခုတိခန့်ဆိုတဲ့စကားလုံးနေပေါင်းအားလုံးစိတ်ထဲမှာထဲထဲဝင်ဖြစ်သွားအောင်တိခန့်ဆိုတဲ့စကားလုံးမင်းတို့သုံးဘူးလားကိုကနေသူများကိုပြောဘူးလားကိုရောသူများပြောတာခံဘူးလားအေးအကုန်လုံးဒါကြုံတွေ့နေရတာပဲကိုကလည်းသူများသွားပြီးတော့ဒေါသဖြစ်နေတယ်မဟုတ်တာလုပ်နေဆိုတိခန့်ဆရာကြီးသွားလို့ဟုတ်တယ်နော်ကိုကဒီမှာဒေါသတွေဘာတွေဖြစ်နေပြီဆိုရင်တစ်ဖက်လူကဘာဖြစ်တော့တိခန့်ဒေါသတောကပြင်းနေပြီဆိုတိခန့်လာပြောတာဘာခံခိုင်းမှလည်းမသိအဲ့တော့လောကရန်ကြုံရင်ဘာဖြစ်တတ်သလဲလူတွေရဲ့သဘာဝကိုလေ့လာကြည့်လိုက်စီးပွားလက်လာပါပျက်စီးပြီးတော့အလွန်ဆင်းရဲနေပြီဆိုရင်ဒီပုဂ္ဂိုလ်ခိုးမှစားရတော့မယ်ဆိုရင် तू ဘာလုပ်မလဲခိုးမှလိမ်မှစားရမယ်ဆိုရင်ခိုးယူမှချမ်းသာမယ်ဆိုရင်လိမ်ယူမှချမ်းသာမယ်ဆိုရင်တတ်ယူမှချမ်းသာမယ်ဆိုရင်ကဲတီလာမပြတ်ဘူးလားဟုတ်ပြီနော်ကောင်းပြီပတ်စံချမ်းသာသွားတယ်ရွှေတော့လှုပ်တယ်ရွှေတွေတောက်လဲရတယ်တနေ့တပိတ်သားလောက်ရပြီဆိုတော့ပတ်စံချမ်းသာလာပြီဆိုရင်ယောက်ျားကလည်းအကျင့်ဖောက်လာတယ်အတောက်စားလေးမက်လာရတာနဲ့အပျော်ပါမက်လာရတာနဲ့နောက်တစ်ယောက်ရှားရတာနဲ့ရှုလားအဲ့တော့ပတ်စံချမ်းသာရင်ကောအကျင့်မပြတ်ဘူးလားအဲ့တော့လူဘဝရဲ့တန်ဖိုးဟာဘာလဲလို့မေးရင်သီလသမာဓိပညာတိက္ခာ3ရပ်ပြည့်စုံမှလူပိသမှာဟုတ်ကလားဒါပေမဲ့အဲ့ဒီသီလသမာဓိပညာဆုံးရှုံးပြီဆိုရင်လူဘဝမှာဒီတဲ့နစ်နာတာမှတ်ထားလောကရန်ကြုံရင်ဘာဖြစ်တတ်တယ်လဲဆိုသီလသမာဓိပညာပြတ်တတ်တယ်ဟုတ်ပြီနော်ရှင်းပြောရရင်ဘဝပြတ်တတ်တယ်ဘာပြတ်တတ်တယ်ဘဝပြတ်တယ်ဆိုတာစီးစိမ်ဥစ္စာပြတ်တာလားသီလသမာဓိပညာပြတ်တာလားစီးစိမ်ကုံသွားရုံနဲ့ဘဝပြတ်ပြီလို့ပြောလို့ဘလောက်မွဲသီလမပြတ်တဲ့လူကိုလူတကာလေးစားတယ်လူတကာတန်ဖိုးထားတယ်ဘလောက်ချမ်းသာသီလမရှိတဲ့လူကိုဘယ်သူကမှအစော်ကားခံရမယ်ရှင်းသလားအဲ့တော့ဒုတန်ဖိုးထားရမှာပါလေအဲ့ဒါတရားပဲအဲ့တော့လောကရန်ကြုံရင်တရားပြစ်တယ်ဒါဓမ္မရာဟုတ်ပြီနော်အကောင်းကြောင့်လည်းပြစ်တတ်သလိုဆင်းရဲတိုင်းတခိုးဖြစ်သလားဆင်းရဲနေတိုင်းလူလိမ်ဖြစ်သလားချမ်းသာနေတိုင်းတခိုးဘဝကလွတ်သလားမလွတ်ဘူးချမ်းသာရနဲ့ခိုးနေတာတွေတပုံကြီးချမ်းသာရနဲ့လိမ်နေတာတွေအဲ့တော့ယာတုပြုတ်သွားတာနဲ့ဘဝပြက်ပြီလားဘာပြက်မှဘဝပြက်မှာရှင်းသလားဒါဖြင့်ယာတုကဘဝလားသီလသမာဓိပညာဘဝလားအလုံးမနော်ခင်ဗျားတို့ရွှေတော့နော်တကယ်စီးပွားရှာလို့လွယ်ကူတဲ့နေရာတွေမှာခင်ဗျားတို့ယရနာတော်တွေမှာနေကြတဲ့လူတွေဒီအတွေ့အကြုံတွေကအများအားကြုံတွေ့နေရတာမွဲနေတုန်းကတစ်မျိုးချမ်းသာလာတော့တစ်မျိုးတချို့ကချမ်းသာနေတုန်းကတစ်မျိုးမွဲလာတော့တစ်မျိုးရှင်းလားသဘောပေါက်သလားအဲ့တော့ဒီလောကရန်ကိုမြင်နိုင်မမြင်နိုင်လောကရန်ကြောင့်တရားပြက်မပြက်အဲ့တော့တရားပြက်ချင်းသည်ဘဝပြက်ချင်းပဲဆိုတာမသေးကြဘူးလားဒါဖြင့်ငါတို့စောင့်ရှောက်ရမှာပါလေသီလသမာဓိပညာတရားဒါကြောင့်မို့လို့သီခံเสียကလောကရန်၈ပါးဘာကိုသီခံရမှာလဲလို့မေးလိုက်ရင်လောကရန်၈ပါးပါဖေရလို့ရဲတင်းနောင်ကိုဖြေနေရမယ်ဟုတ်ပြီလားတို့တွေအားလုံးမှာသီခံเสียပါရှိလို့အဲ့တော့ဘာကိုသီခံရမှာလဲလို့မေးရင်ဘယ်လိုသီခံရမှာလဲဆိုတော့သီလသမာဓိပညာမပြည့်စည်အောင်သီခံရပါမယ်ဖေရပြောဘာအကြောင်းကြောင့်မှသီလမပြည့်စေနဲ့ရှင်းလားဆင်းရဲလို့လည်းပြည့်စရာချမ်းသာလို့လည်းပြည့်စရာအဲ့တော့ပတ်စံနေတော့ချမ်းသာတယ်သီလပြည့်နေရင်ဒီပုဂ္ဂိုလ်ဘဝသည်အောင်မြင်နေတာလားကြာရှုံးနေတာလားရှင်းတယ်နော်ယာရုတွေတော့တစ်ခုပြီးတစ်ခုတက်သွားတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကသီလမကောင်းဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘဝဟာအောင်မြင်နေတာလားဘဝပြည့်နေတာလားကျေနပ်ပြီလားသဘောပေါက်ပြီလားဒါဖြင့်ကိုယ့်ဘဝကိုလှအောင်တိဆောက်ဖို့လိုအပ်မလို့
အဲ့တော့ဘဝအလှကိုဖန်တီးသွားခဲ့တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိစဉ်ကပုဂ္ဂိုလ်တယောက်အကြောင်းဒီနေ့နာရအောင်ဟုတ်ပြီနော်အဲ့တော့ဒီခန္တီပရမန်တဘောတိတိခါလေးနဲ့ပဲသဘောထားကြည့်ပါဦးအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသီခံခြင်းဟာမြတ်သောအကျင့်မပြောဘူးလားအဲ့ဒီနောက်ကပြောရရင်တော့နိဗ္ဗာန်ပရမန်ဒုက္ခသူတော်ကောင်းတို့ဥစဉ်တို့အတွက်တကယ်တန်ဖိုးထားရမယ်ရောက်အပ်ရအပ်တဲ့နေရာဒီနိဗ္ဗာန်ထက်မြတ်တဲ့နေရာမရှိဘူးနိဗ္ဗာန်ကိုအမြတ်ဆုံးပန်းနိုင်တားပြီးတော့ဗုဒ္ဓဘာသာဝင်အားလုံးကြိုးစားဖို့သိမသိဒါဖြင့်ဗုဒ္ဓဘာသာဝင်တိုင်းသူများအသက်ဟုတ်ပြီသူတစ်ပါးကိုစိတ်ပင်ပန်းဆင်းရဲအောင်ဟုတ်ပြီအနုပဝါရောသူတစ်ပါးကိုစွတ်ဆွဲကဲ့ရဲ့ခြင်းမလုပ်ပါနဲ့သူကြောင့်ဆင်းရဲတာငါကြောင့်ဆင်းရဲတာသူကြောင့်ပျက်စီးတာငါကြောင့်ပျက်စီးတာမလုပ်ပါနဲ့တကယ်ကတော့အကြောင်းတရားနဲ့ရှင်းတယ်နော်အနုပဝါရောမစွတ်ဆွဲနဲ့မကဲ့ရဲ့နဲ့အနုပဂါတော်မငင်းစဲနဲ့မတတ်ဖြတ်နဲ့နောက်ပါတိမောက္ခေသတံဝရောအလုံးကိုစီသီလရှိဖို့လိုအပ်မလို့ပါတိမောက္ခသီလဆိုတာလူမှာလူသီလယဟန်မှာယောက်ျားမှာယောက်ျားသီလယောက်ျားဆိုတာမိန်းမများထက်ဘုံကံကြီးမားလို့ယောက်ျားလို့ခေါ်တာယောက်ျားသည်မိန်းမတို့ထက်အသိဉာဏ်ပညာကြီးမားတယ်ခွန်အားဗလကြီးမားတယ်ဒါကြောင့်ယောက်ျားပိသတဲ့အကျင့်ဆိုရင်ယောက်ျားသည်မိမိနဲ့မိမိပတ်ဝန်းကျင်အကျိုးကိုဆောင်ရွက်နိုင်သူဖြစ်ရမယ်မိမိနဲ့မိမိပတ်ဝန်းကျင်ကိုကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရမယ်အကျိုးပြုသူဖြစ်ရမယ်ကာကွယ်စောင့်ရှောက်သူဖြစ်ရမယ်ကြီးနိုင်ငယ်ချင်းလှုပ်ခဲ့ရင်ဒီလူဟာယောက်ျားလို့ပြောလို့နိုင်ရာစားလှုပ်ခဲ့ရင်အိုင်တွေ့တိုင်းခြေဆေးနေရင်ဒီပုဂ္ဂိုလ်ကိုယောက်ျားလို့ပြောလို့ယောက်ျားဟာသစ္စာရှိရမယ်ဂတိရှိရမယ်ကိုချင်းသိက္ခာပြည့်ဝရမယ်ဒါမှဘာခေါ်တော့ရှင်းသလားမိန်းမမှာလည်းမိန်းမသီလရှိရမယ်ကိုဘဝကိုလုံခြုံနော်မိသားစုကိုထိန်းကျောင်းနိုင်တဲ့ပုဂ္ဂိုလ်ကိုဘဝလုံခြုံအောင်ထိန်းကျောင်းနိုင်တဲ့ပုဂ္ဂိုလ်အရှက်သိက္ခာရှိတဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်အဝတ်အစားအပြောအဆိုအနေထိုင်ကစမိန်းမပိသတဲ့ကိုချင်းတရားရှိရမယ်အဲ့ဒီကိုချင်းတရားပြည့်ရင်ဒီမိန်းမကိုမိန်းမပြည့်ခေါ်တယ်ဟုတ်ပလားယောက်ျားမှလည်းယောက်ျားကိုချင်းတရားပြည့်ရင်ယောက်ျားပြည့်ဖဲယဟန်မှလည်းယဟန်ကိုချင်းပြည့်ရင်ရှင်းမလားသဘောပေါက်ပြီလားအဲ့တော့အားလုံးကိုချင်းတရားဟာအရေးကြီးမကြီးတန်ဖိုးထားတယ်မထားတယ်အဲ့တော့ငွေကြေးဥစ္စာဓနနဲ့ကိုချင်းတရားဘယ်ဟာတန်ဖိုးထားမလဲအဲ့ဒီအခုဖြေတဲ့အတိုင်းမင်းတို့ကျင့်နိုင်ရင်ဒီဟာရှိချမ်းသာပြီလို့မှတ်လိုက်ဟုတ်ပြီနော်တရားပွဲတဲ့တော့တစ်မျိုးလှုပ်သွားပြီဈေးတန်းနဲ့ကြတစ်မျိုးလှုပ်ရင်တော့ဆင်းရဲပြီးရင်ချမ်းသာတယ်ဆိုတာအန္တရာယ်ကင်းမယ်ဘေးရှင်းမယ်ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမယ်အကုန်လုံးကိုကျင့်တရားပြည့်စုံနေရင်စိတ်နှလုံးမငြိမ်းချမ်းเสียအကြောင်းသဘောပါသလားကြည်ရောကြည်နပ်သလားဒါဖြင့်ကိုဘဝကိုတိဆောက်ကြဖို့အရေးကြီးမကြီးကိုဘဝရဲ့အရှင်သခင်ဟာဘာလို့လဲကိုပဲကိုဘဝရဲ့ရှင်သခင်ဟာဘယ်သူပေါ်မှာမူတည်တာလဲကိုကိုတိဆောက်လို့ရမရအဲ့တော့ကိုကျင့်တရားပြည့်စုံအောင်ပါတိမောက္ခေသတံဝရောတဲ့ကိုစီသီလလုံအောင်စောင့်ထိန်ပါဘသူကဆုံးမလဲဂျင်းတ်နော်အဲ့ဒီနောက်ကမတ္တင်ညုတာစဗတ္တသမိစွမ်းဘောဇင်ရဲ့အတိုင်းအရှိကိုသိရမယ်ဆိုတာအခုနေ့စဉ်မင်းတို့ထမင်းမစားဘူးလားစားတယ်ထမင်းဒီနေ့ဘယ်နှစ်နက်လောက်စားသုံးနက်စားတယ်အာရပါရကောင်းလိုက်တာနော်ချာထမင်းကိုဘယ်လောက်ထိစားတော့ဝါအောင်စားတာဗောဟုတ်ကလားဘယ်လိုစားတော့အိုးအရသာရှိစားတယ်ဟုတ်လားဦးဇင်းတို့ဗမာလူမျိုးတွေကိုထမင်းဘယ်လိုစားကြလဲလို့မေးရင်အဲ့ဒါသူတို့ကရည်စရာကြီးဖြစ်တယ်တချို့များဘုန်းကြီးကိုအရွက်တိုက်ဖြေတယ်ထမင်းဘယ်လိုစားလဲလို့ဦးဇင်းကပြင်ပေါ်မွေးတော့ပါဇက်နဲ့စားတာဗောဖေဟာဒီမေးခွန်းကအကြောင်းရှိလို့မေးတာနော်မတ္တင်ညုတာစဗတ္တသမိ
အစာစားတဲ့အစားအစာရဲ့အတိုင်းအရှည်ကိုသိရမယ်တဲ့မြတ်စွာဘုရားကအဲ့တော့အစားစားတယ်ဆိုတာဘာအတွက်စားတာလဲလို့မေးရင်အာဟာရဖြစ်ဖို့စားဘာအတွက်အဲ့တော့ထမင်းဘလို့စားသလဲလို့မေးလိုက်တဲ့မေးခွန်းဟာအဲ့ဒီဟာကိုရည်ညွှန်းပြီးမေးတာအာဟာရဖြစ်အောင်စားပါတယ်ဖះဆိုရင်ဒါအဖြေမှန်ပဲဒါပေမဲ့ခင်ဗျားတို့ကထမင်းဘလို့စားသလဲဆိုရင်အရသာခံစားတယ်ဒီနေ့ဟင်းကြုံမုံဟာအန္တရာယ်ရှိမှန်းသိရတဲ့နဲ့ခင်ဗျားတို့စွန့်နိုင်ပြီလားဟင်းကြုံမုံမစွန့်နိုင်တော့ဟင်းကြုံမုံစွန့်တဲ့လူကအသားမုံပြောင်းသုံးတယ်ဘာထူးလို့ပိုဆိုးတယ်လို့မှတ်ပါရှင်းတယ်နော်အဲ့တော့သူတော်ကောင်းတို့တွေကအရသာရှိအောင်စားနေရင်ဒီအရသာထဲမှာကိုယ်ခန္ဓာအတွက်အစိတ်တောက်ဖြစ်မဟာဟင်းကြုံမုံစားတဲ့လူဆိုရင်စားတဲ့လူကိုယ်တိုင်လဲနံပါတ်1အယိုးပွားမယ်နှစ်အသေးအစီဖုံးမယ်သွေးကြောပိတ်မယ်မှတ်ညံထိုင်းမယ်ဒါသူရင်လားဆိုတော့သူ့နောက်ကမွေးမဲ့မျိုးဆက်အားလုံးပြည့်စည်ပြီရှင်းလားဒီနေ့တင်းတော့မြန်မာတွေတဖြည်းဖြည်းသေးသေးပွေးပွေးလေးတွေဖြစ်နေအခုခင်ဗျားတို့နင်တို့လူလေးတွေအခုငါတို့နိုင်ငံခြားသွားပြီးတော့ဟောတယ်ပြောတယ်ဆိုလူတွေကအကုန်လုံးထွားထွားကြမ်းကြမ်းကြီးတွေကိုတော့မော့ကြည့်ရတယ်ဗမာပြည်ရောက်လာရင်အကုန်လုံးခွာသေးသေးပဲရှိဟုတ်ပြီနော်ခွန်အားပလာမရှိအင်အားမရှိအရွယ်မတိုင်ခင်ယောဂါတွေများအဲ့ဒါဘာဖြစ်လို့ဆိုအစားအသောက်ကိုစနစ်တကျစားတတ်ခြင်းတရားစပြင်ရမှာပြင်စရာတွေအများကြီးဟုတ်ပြီနော်ဒါမှမဟုတ်အစာရဲ့အတိုင်းအရှည်ကိုသိရတယ်အဲ့တော့သိအောင်ကြိုးစားဖို့လိုအပ်မလို့อ่ะဝမ်းအောင်စားရမှာလားအားဖြစ်အောင်စားရမှာအေးဗိုက်ပြည့်အောင်စားရင်အားမဖြစ်တော့ဘူးတဲ့မှတ်ထားဟုတ်ပလားအစာကြေချက်မှုစနစ်မမှန်ကန်တော့တဲ့အတွက်စာအိမ်ကအစာကိုဒီလိုညှစ်ပြီးခြေရတာပြည့်အောင်စားထားရင်မညှစ်နိုင်တော့ဘူးဟုတ်ပြီနော်အစာအိမ်ကဒီလိုညှစ်ပြီးတော့မှအဲ့ဒီအစာတွေကိုညှစ်ကြံကြိတ်သလိုညှစ်အရေးထုတ်အဲ့ဒီအရေးကိုအသေးနဲ့ပို့အသေးကနေသူလိုအပ်တဲ့ဓာတ်တွေယူကြောက်ကပြန်ပေးကြောက်ကကနေဗီတာမင်တွေနော်အစိတ်တွေခွဲထုတ်ဗီတာမင်ကိုသွေးကြောထဲပြန်ပို့နှလုံးကပြန်ချက်တကိုယ်လုံးကိုလက်အဲ့ဒီမှာအားဖြစ်တယ်အဲ့တော့အစာအိမ်နဲ့ပြည့်နေတော့အစာကညှစ်နိုင်တဲ့အစွမ်းမရှိတော့သူ့ကိုအစာဖြတ်ဖို့ကူကြပါအောင်ဆိုအသေးကကူကြောက်ကကူဆိုတဖြည်းဖြည်းကြောက်ကအားနဲ့အသေးကအားနဲ့ယောဂဗျာတွေပေါ်40မှမပြည့်သေးဘူးသွေးတိုးစီချိုကြောက်ကဟမ်ဟုတ်လားမဟုတ်ဘူးလားဟိုမှာကျုပ်တို့သွားတဲ့နော်ဝေးဆွီဒင်ဒိန်းမတ်နော်နိုင်ငံခြားကတိုင်းပြည်တွေကသူတို့ကို80အသက်80မှာပင်စင်ပေးတာကိုမကျေနပ်လို့တဲ့ဆန္ဒပြနေတယ်86 89ငါတို့လုံနိုင်နေတဲ့ဒီမှာ60မပြည့်သေးဘူးပင်စင်ယူရိုပါကျွန်တော်တို့ကနားတော့ပါဟိုမှာအစိုးရကိုတောင်းပန်ပြီးကဲပါမလုပ်ကြပါနဲ့83အထိပဲလုပ်ပါနိုင်ငံကလည်းကြီးညာတာဘယ်လောက်အားရလဲဆိုမင်းတို့တွေတဲ့တနိုင်ငံလုံးအလုံးမလုံးဖဲထိုင်စားတဲ့အနှစ်200ကျွေးဖို့ငါတို့မှာဘန္နာအလုံးလောက်ရှိတယ်တဲ့သူတို့အစိုးရကညတို့အစိုးရဘာကြီးညာသွားတော့အကျွေးရှိတယ်တဲ့ဆက်ကြားတဲ့ဝိုင်းပြီးတော့ရှင်းလားဘယံပရာအတိုင်းပြီအဲ့ဒါဘာဖြစ်လို့သိလို့လားမသိလို့လားဒါဖြင့်အစာရဲ့အတိုင်းရှည်ကိုအရိယာစကာယဗလရှိမှညာနာဗလရှိတယ်စိတ်တဗလရှိတယ်အခုကိုခွန်ကိုအားမကိုရတော့နင်တို့ခိုးဖို့ကြမ်းတယ်လိန်ဖို့ကြမ်းတယ်ဟုတ်ပလားဇေဒန်တရံလုံးခိုးပြီးလိန်နေတာဟုတ်လားမဟုတ်ဘူးလားငါသိတာပေါ့နင်တို့ရောင်းဝယ်နေတာဆံဝယ်ရောင်းတဲ့လူလည်းမပြေဘူးစီရောင်းတဲ့လူလည်းအသီးရွက်သမားကလည်းလျှော့ထားတာပဲသဘောပါသလားချိန်ခွင်ကလည်းကဲဒါပြန်တခိုးတွေကြီးပဲလို့ပြောလို့မရဘူးလားရှက်เสียမကောင်းဘူးလားပြင်သင့်မပြင်သင့်ကျင်တတ်တယ်နော်အဲ့ဒီပြင်လိုက်တာဘသူအတွက်တော့ဘသူကောင်းမို့လို့ဘသူကောင်းမို့လို့ဥတုမိန်လားကောင်းမို့ပြောနေတာလားချုပ်ကသူများလူရစားနေတာခင်ဗျားတို့ခိုးခုံမခိုးကျုံတဲ့ကိုမဆိုင်ဘူးအမှန်တိုင်းပြောရင်စံတပြီဘယ်လောက်ရှိကျုံမသိဘူးစီတပိတ်သားဘယ်လောက်ရှိကျုံမသိဘူးသိစရာလည်းမလိုဘူးမေးလည်းမမေးဘူးရှင်းတယ်နော်ဘယ်သူအတွက်ပြောနေတာတော့ဂျင်းနသလားဒါဖြင့်အစာရဲ့အတိုင်းရှည်သိမှုဟာလည်းအရေးကြီးမကြီးကဲအစာကိုဘာလို့ဖို့စားမလဲအခုတော့ဖြေတတ်သွားပြီအစာကိုဘာအတွက်စားမလဲဒါဖြင့်ဘေးမဖြစ်အောင်စားတတ်ဖို့လိုအပ်မလိုအပ်အဲ့တော့ငါတို့အခုစားနေတဲ့ပုံစံသည်ငါတို့ခန္ဓာကိုယ်ကိုအကျိုးပြုနေတာလားဘေးဖြစ်အောင်စားနေတာလားဒါဘုန်းကြီးစွန့်ကြရင်ကိုတို့ကလာသေးတယ်အချင်းပြဝအောင်စား
ဒါတပည့်တော်ချက်တာမလေးသိကောင်းတာချိုးတာဗျာချိုလေးကောင်းကောင်းလေးသာသူမင်္ဂလာဝအောင်ဆိုင်အဲ့နေ့တင်ပြန်တော်မူတယ်ရှင်းလားအခုဘုန်းကြီးတွေကြည့်လိုက်သွေးတိုးနဲ့စီဂျိုနဲ့ကြောက်ကတ်နဲ့ဘာဖြစ်လို့ဆိုတော့သူကဝဝစားကောင်းကောင်းကတ်အစီပိတ်ပြီးမြန်မြန်ပြန်တော်မူတော့ဘုန်းကြီးပြန်လောက်ရတော့ဘုရားသဘောပါလားဒါဖြင့်အားလုံးအစာရဲ့အတိုင်းရှည်ကိုအစာကိုဘာဖြစ်ဖို့စားဘု து အဆုံးမလားကျုပ်ပြောတာမဟုတ်ဘူးနော်ငါတို့ကကျုပ်ပြောတာဆိုရင်တမိုးထားခြင်းမှထားမှာမလီသူမင်္ဂလာကြီးကတော့ဒီလိုអော်သွားတာတော့ဟမ်အခုဥဒုမင်္ဂလာစကားလားမြတ်စွာဘုရားစကားလားဒါဖြင့်ဘု து အဆုံးမလဲဟိဒါဖြင့်တို့တွေအားလုံးတမိုးထားဖို့သိမသိမတ္တင်ညုတသဗတ္တသမိတဲ့ကိုစားတဲ့အစာရဲ့အတိုင်းရှည်ကိုသိရပန်တင်စတယနာတနာအာယုံဒီနောက်မလိုက်နဲ့ဗါတယ်လေအခုတော်အောင်တို့အာယုံမျိုးစုံမရှိဘူးလားအဲ့ဒီအာယုံတွေနောက်ထပ်အခုနောက်ဆုံးပေါ်အသစ်ဆိုတဲ့နောက်တွေလိုက်နေရင်ခင်ဗျားတို့ရှားတဲ့စီးစိမ်လောက်မလားမလောက်တော့အသစ်တွေပေါ်တိုင်းလိုချင်တော့မခိုးရဘူးလားမလိန်ရဘူးလားဒါဖြင့်အဲ့ဒါချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဘဝအောင်မြင်ကြီးလားဘဝပြက်လန်းလားဒါဖြင့်အာယုံနောက်မလိုက်နဲ့ကိုယ့်ဘဝအတွက်အသုံးဆွဲလိုအပ်သလောက်ရှိရင်တော်ပြီကျင့်တတ်သလားသဘောပေါက်သလားဘယ်သူအဆုံးမအဲ့ဒါနောက်ဆုံးတစ်ချက်အဓိစိတ်တေစအာယောကောကိုယ်စိတ်ကိုအစိုးရအောင်ကြိုးစားရမယ်ကဲလောကမှာစိတ်ကိုမထိန်နိုင်စိတ်အလိုလိုက်တဲ့လူနဲ့စိတ်ကိုထိမ့်သိမ့်နိုင်တဲ့လူဘယ်သူကမြင့်မြတ်တယ်လဲသေချာလားအဲ့စိတ်အလိုလိုက်တဲ့ရှိတဲ့သူကလောကမှာအောင်မြင်သူလားကြာရှုံးသူလားအဲ့စိတ်ကိုထိမ့်သိမ့်နိုင်တဲ့လူဆိုတာစိတ်ကိုဘာနဲ့ထိမ့်ရမလဲအေးအပရိအဲ့ဒီဖြေလေးကျင်တတ်လိုက်တာဘာနဲ့ထိမ့်ရမလဲအဲ့တော့သတိပညာနဲ့ထိမ့်မယ်ဆိုရင်သူတော်ကောင်းတို့တွေစိတ်ကိုထိမ့်ကြောင်းလို့ရမရကိုယ်စိတ်ကိုနိုင်တဲ့လူသာလောကကိုအောင်မြင်တဲ့ပုဂ္ဂိုလ်တဲ့ဟုတ်ပလားစိတ်ကိုနိုင်တဲ့လူဆိုတာလောကရန်နေဘလို့ကြုံကြိုက်တုံလို့ချင်းလောကရန်ကြောင့်သီလလည်းမပြတ်ဘူးတမာရီလည်းမပြတ်ဘူးပညာလည်းမပြတ်ဘူးအိန္ဒြေရနဲ့ကိုယ့်ဘဝကိုထိမ့်သိမ့်နိုင်တဲ့လူမဘဝကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ရှင်းသလားဒါဖြင့်ကိုယ်စိတ်ကိုသတိပညာနဲ့ထိမ့်ကြောင်းနိုင်ဖို့အားလုံးအားထုတ်ဖို့သိမသိအဲ့လိုအားထုတ်နိုင်မယ်ဆိုရင်အခုလိုသူတော်ကောင်းတို့ဆင်းရဲတဲ့ဘဝကလွတ်နိုင်မလွတ်နိုင်ကဲမြတ်စွာဘုရားကလွတ်ကြောင်းမြတ်စွာဘုရားလက်ထက်ကလွတ်ကြောင်းအားထုတ်သွားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းဒီနေ့ဦးဇင်းတို့သူတော်ကောင်းတို့နာကြည့်ရအောင်နော်အဲ့တော့အားလုံးတရားကိုအနှစ်ချုပ်လိုက်ရင်သူတော်ကောင်းတို့ဦးဇင်းတို့ကိုယ်မှမပြတ်ကိုယ်နဲ့မကွာဆောင်ထားရမှာပါလေတရားအဲ့ဒီတရားမှာဘာတွေလဲဆိုရင်သီလတရားသမာဓိတရားပညာတရားမြတ်စွာဘုရားရဲ့အဆုံးအမသာသနာဘယ်နှရရှိလဲဘာတွေလဲသီလသာသနာသမာဓိသာသနာပညာသာသနာပြန်ပြောတရားသုံးမျိုးကဘာတွေလဲဒါဖြင့်အဲ့ဒီအဆုံးအမ၃ရက်ကိုကိုမှကိန်းထားဖို့လိုအပ်မလိုအပ်ကောင်းပြီကဲအဲ့တော့တရားနဲ့သာနေမယ်ဆိုရင်ဣဒာနန္တတိပစ္စနန္တတိကတဘုံညောဥပယထနန္တတိဘုံညာမေကတန္တိနန္တတိဘိယောနန္တတိသုကတိန်ကတောဣဒာနန္တတိကောင်းမှုပြုသူသည်ဤဘဝ၌လဲနှစ်သက်ရ၏ကတဘုံညောဥပယထနန္တတိဓမ္မလွန်ဘဝ၌လဲနှစ်သက်ပျော်ရွှင်ရ၏ပိစုပန်ဓမ္မလွန်ဘဝနှစ်တန်တို့၌လဲနှစ်သက်ရ၏ဘုံညာမေကတန္တိနန္တတိငါသည်ကောင်းမှုကုသိုလ်ကိုပြုနိုင်ခဲ့ပြီကောင်းမှုကုသိုလ်တွေပြုခဲ့ပြီဆိုပြီးတော့လဲပျော်ရွှင်ရ၏ဘိယောနန္တတိသုကတိန်ကတောအဲ့ဒီကောင်းမှုတွေပြုလို့သုကတိဘဝကိုရောက်ရပြီဆိုရင်သာပြီးတော့မပျော်ရဘူးလားအဲ့တော့အခုလောကမှာဒီနေ့မကောင်းမှုပြုပြီးတော့စီးပွားရှာစားတဲ့လူနဲ့ကောင်းမှုပြုပြီးကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့လူဘယ်သူကပျော်ရွှင်စရာကောင်းလဲကဲတို့တရားဓမ္မတွေဥစဉ်မေးပါအောင်မယ်မဟုတ်တာလုပ်ပြီးပတ်စံနေအများကြီးရတာနဲ့ဟုတ်တာလုပ်ပြီးငြိမ်းငြိမ်းချမ်းချမ်းလေးစားရတာဘယ်ဟာပျော်စရာကောင်းလဲ
သေကြလားသေကြလားယုံပါတယ်သူတော်ကောင်းတို့တရားကိုမြတ်နိုးလို့ဒီကွင်းထဲမှာအေးခံပြီးတော့လာထိုင်နေကြတာလေးစားပြီးသားပါဒါပေမဲ့အခုဦးစင်းကသတိပေးရတာကသူတော်ကောင်းတို့လေးတွေအဲ့ဒီသူတော်ကောင်းအသိစိတ်နဲ့ကိုစီစူးစမ်းကြမှာတို့လောကတို့နိုင်ငံတို့ကဘာငြိမ်းချမ်းမှာဟုတ်ပြီနော်အဲ့တော့ကိုစီတရားသဖြင့်ရတာကိုပဲတန်ဖိုးထားတတ်ဖို့လေ့ကျင့်ကြပါအထုတ်ကြပါနော်ကောင်းပြီမြတ်စွာဘုရားလက်ထက်ကနော်ရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးဘယ်သူလဲရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးဆိုတာကတို့ဘုရားသာသနာတော်ပါမြတ်စွာဘုရားရဲ့လက်ဝဲဘက်ကနေခါစားရတဲ့လက်ရာတော်ယံတကိုးအရာမှာဣတတဲ့တကိုးအကြီးဆုံးပုဂ္ဂိုလ်ကြီးမြတ်စွာဘုရားပြီးရင်သူတကိုးအကြီးဆုံးအဲ့တော့မြတ်စွာဘုရားမှာအတိတိရှစ်ကျိတ်ဆိုတာကိုရံတော်အပါ80ရှိတယ်ဘယ်လောက်ရှိလဲလက်ရယံအပါ40လက်ဝဲယံအပါ40ရှင်မမောက္ကလံကလက်ဝဲယံ40ကိုခေါင်းဆောင်ရတယ်ရှင်သာရိပုတ္တရာကလက်ရယံ40ကိုခေါင်းဆောင်ရတယ်မှတ်ထားနော်အဲ့တော့တကိုးကြီးတဲ့ပုဂ္ဂိုလ်ပြီးပြီရှင်မမောက္ကလံဘာလုပ်လို့ရှိလဲဆိုတော့ငရဲပြည်လဲသူကသွားတယ်ပိဋ္ဌာတွေနဲ့လိုက်တွေ့တယ်သူဇလန်းကဘယ်အစလဲဆိုတော့တကိုးကြီးလာပြီးနောက်ပိုင်းမှာဂိတ်စကုတ်တောင်မောကအဆင်းပိဋ္ဌာကြီးတွေတွေ့တယ်တကိုယ်လုံးမိဟုံလောင်ခံနေရတဲ့ပိဋ္ဌာကြီးတွေတခါကိုကုတ်သားတွေကိုဖဲ့ပြီးတော့အာရပါရစားနေရတဲ့ပိဋ္ဌာကြီးတွေတကိုယ်လုံးကိုလှန်နေနဲ့အထိုးခံနေရတဲ့ပိဋ္ဌာတွေဒါတွေသူမြင်ရအဲ့ဒီလိုမြင်ရပြီးတော့နတ်ပြည်ငရဲပြည်တွေအကြောင်းတွေလူတွေကိုပြန်ဟောပြလူတွေအကုသိုလ်ကိုကြောက်တရားကျင့်ပေါ့နော်နောက်နတ်ပြည်သွားသူကဆွမ်းခံရှင်မမောက္ကလံကများသောအားဖြင့်နတ်ပြည်ပါဆွမ်းခံဘာဖြစ်လို့လဲဆိုတော့နတ်ပြည်ဘုံဘဝမှာလဲကုသိုလ်တွေအများကြီးလုပ်ပြီးနတ်ပြည်မှာခိုင်မာနဲ့နတ်စည်းစိမ်ကိုမယုတ်ရော့ပဲခံစားနိုင်တဲ့နတ်တွေရှိသလိုကုသိုလ်လေးနည်းနည်းပါးပါးနဲ့ခဏတစ်ဖြုတ်နတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေကြတော့နတ်ပြည်မှာထပ်ပြီးတော့ကုသိုလ်လုပ်เสียမရှိဘူးမရှိတဲ့အခါကျတော့သူတို့နတ်စည်းစိမ်ဟာတက်တန်းကုန်ရင်ဘာလို့အောင်အောက်ပြန်ဆင်းရတက်တန်းကုန်ရင်အဲ့ဒီနတ်တွေကိုသနာလို့ရှင်မမောက္ကလံကြီးကနတ်ပြည်သွားပြီးဆွမ်းခံဟုတ်ပြီနော်ရှင်မမောက္ကလံကိုဆွမ်းတစုံလောက်လောင်းလိုက်တဲ့နတ်သမီးဆိုရင်ဒါနောက်ထပ်သူတို့နတ်သမီးဘဝအသက်ရှည်သွားပြီပေါ့နတ်စည်းစိမ်တွေတိုးသွားပြီပေါ့ကျင်တယ်နော်ဒါဖြင့်စည်းစိမ်တိုးဖို့အသက်ရှည်ဖို့ဆိုတာကောင်းမှုဒီလိုအပ်မလို့ဟေးခင်ဗျားတို့စည်းစိမ်တွေအသက်တွေယောဂဗျာကင်းဖို့တွေကိုဘာကမှတတ်နိုင်တယ်ကောင်းမှုကုသိုလ်တရားကမှတတ်နိုင်တယ်တရားမဆောင်ဘဲနဲ့ဒါတွေရနိုင်မလားကျင်သလားခင်ဗျားတို့အသက်ရှည်ဖို့ဆိုဆေးကောင်းဝါကောင်းနေစားရမလားအေးဆေးကောင်းဝါကောင်းစားဖို့ကိုဘုံကံမရှိရင်စားလို့ကျင်သလားကောင်းပြီအဲ့တော့တူတူပြောကြစို့တို့အချိန်ကလည်းနေတော့လေရှင်မမောက္ကလံဆွမ်းခံသွားရင်တနေ့မှနတ်သမီးတစ်ပါးနဲ့တွေ့တယ်နတ်သမီးတွေကတော့နေ့တိုင်းတွေ့နေတာပေါ့ကွာနော်ဒီနေ့ကတော့ဒါသူ့အကြောင်းဟောမှာဆိုတော့သူနဲ့တွေ့တယ်ပေါ့အဲ့တော့ဒီနတ်သမီးလေးနဲ့တွေ့တော့နတ်သမီးလေးကသူ့အစစ်တန်းကဘာလဲဆိုတော့တာဝရိန္ဒာမှာတရားမင်းရဲ့မိဖုရားသူ့ရဲ့မိဖုရားမိဖုရားကြီးတော့မဟုတ်ဘူးမိဖုရားငယ်မိဖုရားကြီးက4ယောက်ရှိတယ်သူဇာတာတို့အပါဝင်ထားလိုက်တော့အဲ့ဒါတွေပြောနေရှေ့တယ်အဲ့တော့တရားမင်းကြီးဆိုတော့နတ်သမီးမိဖုရားတွေမများဘူးလားများတယ်ထားအဲ့ဒီမိဖုရားတွေကမိဖုရားတစ်ပါးသူကစိတ်တလတ္တာဆိုတဲ့ဥယျာဉ်ကြီးထဲမှာဥယျာဉ်ကစားထွက်နေဥယျာဉ်ကစားဆိုတော့ပျော်ပွဲစားပေါ့ကွာနော်နတ်ပြည်မှာတို့ဘာမှရှာစားစရာမလိုတာစီးစိမ်ခံစားဖို့ပဲရှိတယ်အဲ့တော့စိတ်တလတ္တာဆိုတဲ့ဥယျာဉ်ကလည်းစိတ်တိုင်းကြပျော်မွေ့နိုင်တဲ့ဥယျာဉ်ဗါတယ်လေဥမာမိန်းကလေးတို့ဓမ္မရာဆိုလို့ရှိရင်ငါဘယ်ပန်းလေးရကျင်လိုက်တာဘယ်ပန်းလေးပန်ကျင်လိုက်တာဆိုအဲ့ဒီပန်းပန်ပြီးသားရောက်ပြီးသားဟာဘယ်လိုအဝတ်စားလေးဝတ်ချင်လိုက်တာရောက်ပြီးသားစိတ်နဲ့ပါကြည့်စိတ်နဲ့ကကြည့်ပန်ပြီးသားစိတ်နဲ့တုံကြီးရောက်ပြီးသားဟာရွှေတွေဘယ်လိုတကိုယ်လုံးကိုရွှေအင်းကြီးကြီးဝတ်ချင်တာဆိုဟာဝတ်ပြီးသားစိတ်အလိုရှိတိုင်းခံစားနိုင်တဲ့ဥယျာဉ်ဟုတ်ပလားဒါနတ်သမီးတွေပျော်ပါတဲ့နေရာအဲ့ဒီမှာဒီနတ်သမီးကအချမ်းရနတ်သမီး1000နဲ့အချမ်းရဘယ်လောက်
နတ်သမီး1000တူရိယာပေါင်း6000ကတီးမုတ်ဖြောပြနေတယ်တူရိယာဘလောက်သူစည်းစိမ်ကြီးအမတန်မကြည့်ကြဘူးလားနောက်ကပြုစုမဲ့လူယူရမဲ့လူတွေနဲ့နတ်မိဖုရားကြီးကတခါနဲ့စည်းစိမ်ခံစားရင်းနဲ့လာလိုက်တာရှင်မောက္ကလန်ကြီးဆွမ်းခံကြလာတော့အိုးသူအချွေရနတ်သမီးတွေအကုန်လုံးလက်ကာပြတီးမုတ်နေတာတွေရပ်ပြီးရှင်မောက္ကလန်ကြီးကိုကြာနာခြေတော်စုံခြေပမိုးဦးနဲ့တိုင်ကြော့နတ်သမီးကကြော့ပြီးဆွနေပါလေလောင်းတော့ရှင်မောက္ကလန်ကြီးကဟဲ့နတ်သမီးတဲ့နေဟာတရားမင်းစည်းစိမ်လောက်ကိုကြီးကျယ်တကူတဲ့လဲသွားလာနေတာနတ်သမီး1000ကလည်းနောက်ကနေလိုလေသေးမရှိပြုစုအလိုရှိတဲ့အရာတွေပြည့်စုံပြီးတော့နင့်စည်းစိမ်ကြီးကောင်းလိုက်တာတဲ့နင့်ဘလို့ကောင်းမှုတွေလုပ်လာလို့လဲဟုတ်ပြီနော်ဘသူကမေးလဲရှင်မောက္ကလန်မေးတော့မှအရှင်ဘုရားတဲ့တပည့်တော်လဲအရှင်ဘုရားနဲ့တပည့်တော်တွေ့ချင်နေတာလူလောကကတပည့်တော်တို့မိတ်ဆွေလူသားတွေဆွေမျိုးလူသားတွေကိုလည်းတပည့်တော်အကြောင်းပြန်ပြောချင်နေတာဘုရားအဲ့ဒါအရှင်ဘုရားရဲ့တပည့်တော်အခုအသေးအချာအရှင်ဘုရားကိုဖြေပါမယ်အရှင်ဘုရားတပည့်တော်ကိုလူတွေအများသိအောင်ပြောပေးစမ်းပါဘုရားတပည့်တော်ကကိုဘဝကိုယုံကံထွက်မြောက်လာရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဆိုပြီးတော့သူ့ဘဝဇာတ်ကြောင်းကိုပြောတယ်ဟုတ်ပြီနော်အဲ့တော့ဘု து ဇာတ်ကြောင်းလဲနတ်သမီးသူဆိုသူမလုံနဲ့လေဘု து ဇာတ်ကြောင်းတော့နတ်သမီးကသူ့စည်းစိမ်ကဘာစည်းစိမ်နဲ့တူနေတော့တရားမင်းစည်းစိမ်လောက်ကိုကြီးကျယ်နေတယ်ဆိုတာမသိကြဘူးလားအဲ့တော့အဲ့လိုကြီးကျယ်တဲ့စည်းစိမ်ကြီးဘာကြောင့်ရတယ်လဲသူဟာဘသူလဲဘယ်ဘဝကလာတယ်လဲဘယ်လိုကောင်းမှုကြီးတွေပြုခဲ့တာလဲသိတယ်မသိတဲ့ဟုတ်ပြီအဲ့တော့အဲ့ဒီကြီးကျယ်တဲ့စည်းစိမ်ရှင်နတ်သမီးကတပည့်တော်တဲ့တာဝဋ္ဌိကတထေးတယောက်အိမ်ကကျော်မကလေးပါဗျာပါတယ်ဟောတာဝဋ္ဌိကလာတာနော်ဒါပေမဲ့သူ့ဘဝဘာဘဝကျော်မတထေးတယောက်အိမ်မှာကျော်အဖြစ်နဲ့နေခဲ့ရတဲ့ကျော်မကလေးတယောက်ပါအရှင်ဘုရားတဲ့တပည့်တော်ဘဝကိုကျော်အဖြစ်ကလွတ်မြောက်ဖို့တပည့်တော်ကိုယ်တိုင်ကြိုးစားခဲ့တာလေးတွေလျှောက်ထားခြင်းလို့အရှင်ဘုရားတို့ကိုတပည့်တော်တို့စောင့်ပြောနေတာတဲ့တွေ့ရတာနောက်ကျလိုက်တာအရှင်ဘုရားရဲ့တပည့်တော်ဟာတာဝဋ္ဌိတထေးတယောက်ရဲ့အိမ်ကကျော်မပါအဲ့ဒီသူနေတဲ့အိမ်ကသူဟာသူ့တထေးကမြတ်စွာဘုရားရဲ့တပည့်သားတာဝကဖြစ်တဲ့အတွက်ကျောင်းတော်မှာသွားပြီးတရားနာပြီးတရားတွေသိလာတော့ကောင်းမှုကုသိုလ်တွေပြုကျင်တာနဲ့ဒီတထေးကဘာလုပ်လဲဆိုမြတ်စွာဘုရားထံမှာအရှင်ဘုရားတပည့်တော်ကိုအစဉ်တနာခြင်းကိုအကြောင်းပြုပြီးတော့တန်ခါအားနေဆဘဆွမ်းလောက်ကျွေးခွင့်ပြုပါဘုရားတပည့်တော်နေ့စဉ်တန်ခါ4ပါးတာဝန်ယူပြရစီပါရလေနေ့စဉ်တန်ခါ4ပါးဆိုတာ4ပါးဆိုရင်ဒါတန်ခါမြောက်သွားပြီပေါ့ကွာနော်အဲ့တော့တန်ခါ4ပါးတပည့်တော်နေ့စဉ်ဆွမ်းဝပြုပြရစီဆိုပြီးမြတ်စွာဘုရားထံခွင့်ပန်တော်မြတ်စွာဘုရားကလက်ခံပြီးတော့နိစ္စဘဆွမ်းရဲ့အကျိုးကျေးဇူးတွေကိုအနုမောဒနာပြုပြီးတော့တကားကိုခွင့်ပြုလိုက်တော့ဒီတကားကြီးကတာဝဋ္ဌိပိဇေတဝန်ကျောင်းတော်မှာစီရေးတံဆွမ်းနေစီစဉ်တဲ့ဘုန်းကြီးစီမှာသွားပြီးတော့အဲ့ဒီယဟန်စီမှာအရှင်ဘုရားတပည့်တော်မြတ်စွာဘုရားထံခွင့်ပန်ခဲ့ပါပြီတပည့်တော်ထံယဟန်4ပါးနေ့စဉ်လွတ်ပေးပါဗျာတပည့်တော်အိမ်လိပ်စာကတော့နံပါတ်ဘလောက်ဖုန်းနံပါတ်ဘလောက်ပေါ့လေအကုန်ပေးထားခဲ့တော့နေ့စဉ်ဆုံးဝတ်သူပြုဖို့တာဝန်မခံခဲ့ဘူးလားဘယ်နှပါအဲ့ဒါကိုအိမ်ပြန်ရောက်တော့ဒီကျော်မလေးကငယ်သေးတယ်တဲ့နော်အရွယ်မရောက်တတ်ကလေးပေါ့ဆိုတော့သူ့အိမ်ကအခိုင်းစေဒီကျော်မကလေးကလိမ္မာရေးကြလဲရှိတယ်
စိတ်ကောင်းနှလုံးကောင်းလည်းရှိတယ်ကိုကျင်တရားနဲ့လည်းပြည့်စုံတယ်မလေးကြည့်အောင်တော့ဒီကြုံမလေးကဘယ်လိုရှိတယ်နံပါတ်1ကလိမ္မာရေးကြရှိတယ်2က3ကလိမ္မာရေးကြရှိတယ်ဆိုတာဘာပြောတာအေးဟုတ်တယ်အဲ့ဒီစကားမျိုးလိုချင်တာလိမ္မာတယ်ဆိုတာပါဏတ်တာသခင်ရဲ့မျက်ရည်မျက်ခြေကိုကြည့်နေပြီးတော့သခင်ဘာဖြစ်ခြင်းနဲ့ဘာလိုခြင်းနဲ့ဦးဇင်းတို့လေဒီလိုပြောရင်ဦးဇင်းကခမဲတော်ကြီးကိုသွားသတိရတယ်ဦးဇင်းတို့ငယ်တုန်းကခမဲတော်ကြီးကကုံရောင်းကုံဝယ်ကုံတယ်လုပ်တယ်လို့ဆိုတော့အိမ်မှာဧည့်သည်ကနေ့စဉ်မပြတ်ဘူးနေ့တိုင်းဦးဇင်းတို့ရေနွေးအိုးတည်ပေးရတာကမီးသွေး3အိတ်လောက်ကုန်တယ်နော်ရေနွေးအိုးဒီလိုအိုးကြီး40လောက်တည်ရတယ်ဒါပြောရင်ယုံမှာမဟုတ်ဘူးအဲ့တော့အဲ့လောက်တည်ပေးနေရတဲ့အပြင်အဖေကခမဲတော်ကြီးကအဲ့ပြိဿတ်တွေနဲ့စကားပြောနေတဲ့အချိန်မှာဦးဇင်းတို့ကိုသူကမျက်နှာရိပ်မျက်နှာခဲပဲပြတာမျက်စလေးပြစ်ပြတာသူကမျက်စပြစ်ပြရင်အဲ့ဒီနားမှာဘာရှိတယ်ဘာလိုချင်တယ်ချက်ချင်းသိရတယ်မသိရင်ဧည့်သည်ပြန်သွားရင်တော့ညီလာဆိုအလုံးသိပြီနော်သူကဟွန်းလို့ဆိုရင်တော့တော်တော်နာတော့မယ်နော်အတန်ထွက်ရပြီကိုအဲ့တော့ तू ကအရေးချီပြတာနဲ့ဘာဆိုလိုရဲဆိုတာသိအောင်သင်ပေးခဲ့တာခမဲတော်ကြီးကအဲ့တော့လိမ္မာတယ်ဆိုတာအဲ့ဒါဘာလိုချင်တာလဲဒီအချိန်မှာဘာဖြစ်တဲ့လဲဒီအချိန်လို့ပြောလိုက်ရင် तू ဘာတောင်းတာလဲပိဋကကဘယ်လိုသူ့ရှိမှရှိနေတာဘယ်လိုလူတွေလဲကြောက်ရောင်းကြောက်ဝယ်လာတဲ့ပိဋကလားဒါမှမဟုတ်ကြားထိုးရင်လေကံမဲ့ပိဋကလားဒါလည်းအထာသိရသေးတယ်နော်ကြောက်ရောင်းမဲ့လူကိုပြုစုမှနဲ့လေကံမဲ့လူကိုပြုစုတာမတူဘူးသဘောပါသလားအဲ့တော့လေကံပြီးဗျံပရာကောင်းတွေသွားပြီးတော့ကြောက်ရောင်းမဲ့ဘူကိုပြုစုမဲ့ဟာသွားပြုစုမိငါးပါးမောက်မှာပေါ့ကွာအဲ့တော့အဲ့ဒါလိုပေါ့အဲ့တော့လိမ္မာတယ်ဘာဖြစ်တယ်လိမ္မာတယ်သခင်အလိုကြကိုပန်းနဲ့စွာသိမြင်ခြင်းသခင်မတောင်းဆိုရပဲပြည့်စုံအောင်ဆောင်ရွက်ပေးနိုင်ခြင်းဟာလိမ္မာပန်းနဲ့သူတို့ရဲ့အလုပ်အဲ့တော့ဒီကလေးမလေးကဘာဖြစ်လဲနံပါတ်1ကလိမ္မာတယ်အားလုံးလိမ္မာပန်းနဲ့အောင်ကြိုးစားတတ်ဖို့လိုအပ်မလိုအပ်အဲ့ဒါအရေးကြီးတယ်သဘောပါတယ်နော်နံပါတ်2ဘာလဲစိတ်ကောင်းနှလုံးကောင်းရှိတယ်ဘာဖြစ်တယ်ဒါလည်းအရေးကြီးမကြီးတချို့ကလိမ္မာပန်းနဲ့ပဲမဲ့ကောက်ကျစ်တဲ့လူတွေရှိတယ်စိတ်ကောင်းရှိတဲ့လူကမှဖြောင့်ပတ်တယ်ကြီးတယ်ဟုတ်ပြီနော်သခင်အကျိုးကိုလိုလားတယ်ဥမာသားကောင်းသမီးကောင်းလို့ဆိုရင်သားကောင်းသမီးကောင်းသည်မိဘကိုအကျိုးပြုနိုင်သူကိုမှသားကောင်းသမီးကောင်းလို့ခေါ်တာကိုမိဘအကျိုးကိုအမြဲလိုလားနေတဲ့ပုဂ္ဂိုလ်မိကောင်းဖခင်ဆိုတာလည်းဒါပဲသားသမီးကိုအကျိုးပြုနိုင်တယ်အကျိုးပြုနိုင်တယ်ဆိုတာအလိုလိုက်ထားတာမျိုးပြောတာပြောမဟုတ်ဘူးနော်ရှိတယ်ဥစ္စာတန်ငယ်ချင်းတွေရှိတယ်သူသားသမီးကိုသူသိချစ်တယ်သိချစ်တော့အစအကုန်အလိုလိုက်ထားတော့မင်းကလေးပြက်မယ်မင်းဟာချစ်တာမဟုတ်ဘူးနစ်နေတာဟုတ်ကဲ့လားအဲ့တော့ကလေးကိုဆုံးမဒဏ္ဍဆုံးမရမယ်လမ်းကြောင်းဒဏ္ဍလမ်းကြောင်းပေးရမယ်အဲ့တော့မိကောင်းဖခင်ဆိုတာမိဘဝတ္တရားကြည်ပြုံဖို့လိုအပ်မလို့อ่ะမိဘဝတ္တရားကြည်ပြုံဖို့ဆိုတာစားကျင်တာကျွေးဝတ်ချင်တာဆင်းဒီလိုလုပ်ရုံနဲ့ကြည်ပြုံပြီလားမကောင်းမြစ်တာကောင်းရာညွန်လဟုတ်ကဲ့လားအတ္တသင်စေအတ္တပညာကိုလည်းတတ်အောင်သင်စေသင်ကြားစေရမယ်ဆိုတော့အဲ့လိုမိကောင်းဖခင်ဖြစ်ဖို့စိတ်ကောင်းနှလုံးကောင်းလိုအပ်မလို့อ่ะဆရာကောင်းသမားကောင်းဖြစ်ဖို့လည်းစိတ်ကောင်းနှလုံးကောင်းလိုအပ်မလို့อ่ะအခုဒီမှာကြုံကောင်းလေးဆိုတော့ကြုံစိတ်ကောင်းကလေးစိတ်ကောင်းတော့သခင်ကိုဘယ်တော့မှမဆန့်ကျင်ဘူးဟုတ်ပြီနော်သခင်အကျိုးကိုအမြဲတမ်းလိုလားတယ်အကျိုးပြုဖို့စိတ်အမြဲတမ်းရှိနေတယ်အလုပ်ကျွေးပြုဖို့ခိုဖို့ကတ်ဖို့သူ့မှာရှိဘူးတချို့ကကြတော့ရှေ့တင်တစ်မျိုးအဲ့ဒါစိတ်ကောင်းမရှိတော့ဘူးအဲ့တော့စိတ်ကောင်းရှိဖို့လည်းလိုအပ်မလို့อ่ะဒီကြုံမလေးရဲ့နံပါတ်3ကပါလဲလေကိုကျင့်တရားသီလသိက္ခာနဲ့ပြည့်စုံသခင်လက်သုံးဈေးဝယ်ခိုင်းလိုက်တယ်ပူတာလေးခိုးလိုက်မယ်နော်ဈေးတွက်ကလေးပိုတွက်ယူလိုက်မယ်ဒါမျိုးမရှိဘူးသဘောပါသလားသခင်မသိအောင်ပဲပစ္စည်းလေးတော့ခိုးဝယ်ပြီးဘသူ့ကိုကဲထုတ်လိုက်မယ်ဒါမျိုးမရှိဘူးဖြောင့်မတ်တယ်အဲ့တော့အချက်ဘယ်နှချက်နဲ့ပြည့်စုံတဲ့အတွက်သူ့သခင်ကယုံကြည်စိတ်ချစွာပဲသမီးရေတဲ့နော်သမီးလေးလို့သဘောထားပြီးသမီးရေ
Pangino Tanga Liba Nisaba Swan Pusu Lojubo Tawon Yugebi. Era Nazami Kuba O. So tu ada Piari, Diari, Tangari, Dumuti Debu. Hobino? Piane and Dutu Bura Mamu. Do the Kena, the other one, and do a Dari Mabu. Kuma Tanga or Sabi Duya Masuro. The king Kailo that do a loama. She ain't it. General Yuma, Puyame, what the Ago Pioba. Soroma, Maneso and Tangari Joalamania Tangin Pincenta, Tangari go Timbo below Pince, below Mimia and Yama Pince, and a Turu lion, the Bago below you, below long, below cat. Asashi the Pin. Not new Jabi or not the name I do the king good I may. Asaza ya Pince Bido, then Jabido. Any nigga Sabido, two dear, Malaysia. Hope no? Edo, Maneso and Sozota, Tuga, Second along of Shida Lubi, Tuta won't let him, I'm done so yet, Second Shida Luzada. Go down, go down, Pietoma, to me, now she Pietoma, Turova, a Joe Piesitoma, Pedo Kama, a Lumushibu, a mere and Jonia signed it, I was Second Shida Lucore. Edo Tuga, Sozotane, the Bessie led to the Tangari Joalamaniago Tashi, look, Momia de Kenny Tandan Shishin, Lizinemia, look at the low shore port, Bido, a more amia, a Kenjin in it, Piensin, Sonke would carry main shet, Pompey thongs on now, a more amia dinner, the carry Tugu, Peter Town, a council pion to Sanong. How like that mean, Tanga we are was a go, Sanitija to Mabula. Puro, Tugali. To say good emma. Nahare. The king kindly what the ago. See the Napavane Tawo Chiza Puma. Daha, not Jomwaga Lum. How we know? John say never name. Pedoma Jomwaga. John say to a Kaima look. How we know? Kaima looked at Pedoma Nuno Jaja Tajo Abimelovu. Oh, ma, now my Yama, Nema, Kaima, Sema, looked at our Balcoro. John, Akua, the king at Takanzam Luro. So people so looked at the king and let the watch at Down Bay to Down met Lord Halleck. Lord Halleck, Yo Gigi, Kaumure to Lonely Bido. Tangaro in it, Shibi Yeni Laro, Tangaro go to what Tila. Tangari, a chain Diane through Indri, Gimas on a Joalari. Lay down Kamia Sakugoji, the bake. Go that Amashi the Bishop of Song and Joala, Tingango Tapes, Young Tak, Ka Indri, Ying this one. Yahanu, Jim would die, Mu Yorema, Niama, Jim would die, Jim would be Lajado, to a Ginula. Ginula, Song would be yene. To Basenzale Soro. Naye, the tip she did, a sent the king down. Ti Shimia Dego, Nizim, Puzu, Lojubo, Dawon, Utai. Dibogorema, Tujaro, Siam. Asiame? Ero, Tangari Mama Tujaula. Batujan. Through a Bajong Tujaran. Eh, the Yajong Tujara, bo. Bajong. Through Indri go Southina, Banet Southin. Dila de are the Mari dia Pina diari Mishula. Through my Tujara Bashilo. The Yashi, Tujara Bashile. Through my Tujare de Yashilo, Dilo Yin that Indri by Shinip Shin. Matano, Bashile. I don't have to go, Puzu look to each absent. Turo naga Tayago, nga yulo. Yana. Ero, a shimya jiri shout hard. Solo Juine, Jomali, Palau, Pana de Jonle. Jom Pindi be met to her. Amada Athenian Pizo ne Pogo, Lupioa. Shimpiade. The Vidoga, the Inga, a Kaisi, Jomaba, Paya. Dilo Jomboaga, Lumia Po. Hollylo nature, Nomba needed Bawa. Dokariga, Lumia Po. A Shimpiaruma. Jinsin, the Yamia, she the Lapia. A Shimpiaro, a Kulo, Buzo can.
သူတို့ဘာလှူတဲ့ပစ္စည်းကိုအပူဇော်ခံအလူခံထိုက်တဲ့ဘဝမျိုးဖြစ်အောင်အရှင်ဘုရားတို့ကျင့်တဲ့တရားတပည့်တော်တို့ကိုလမ်းညွှန်လို့မရဘူးလားဟုတ်ပလားဟဲ့ဒီတော့ဘာတောင်းတော့ဘာတောင်းတော့ဒါသိအရေးကြီးတယ်နော်ခုဦးဇင်းတို့တွေများသောအားဖြင့်ပေါ့လေခုယူရီးယားတို့ဘာလို့တရားဟောကြွသွားရင်ယူရီးယားကတထေးတွေကဦးဇင်းတို့စီအပြေးကတ်လာတယ်ဘာလို့ဆိုဦးဇင်းကိုတရားနာမဲ့တရားဓမ္မတွေကိုးကွယ်တဲ့တရားဓမ္မတွေများတော့ပိဋကတ်တလောက်များရင်ထူးခြားတာရှိရမယ်ဆိုယူရီးယားတထေးတွေရောက်လာသူကဘာလာတောင်းတော့ဆိုတော့အဆောင်တောင်းဘာတောင်းတော့ဘုန်းကြီးမြင်ရင်ဒါပေးမယ်ပဲထင်တာသူတို့ဘုန်းကြီးတွေဒါပဲလုပ်တာဘူးနော်အဲ့တော့အဆောင်တောင်းကဥစဉ်ပေးတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံမဟုတ်ဘူးတဲ့သူတို့ကစီးပွားဖြစ်မဲ့အဆောင်ချဲပေါက်မဲ့အဆောင်ထီပေါက်မဲ့အဆောင်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလက်ဖွဲ့အဆောင်ကချမ်းသာပေးနိုင်တာလားတရားအဆောင်ကချမ်းသာပေးနိုင်တာလားအဲ့တော့သူတို့ကိုပြောလိုက်တယ်ငါအဆောင်လာပေးတာတော့မှန်တယ်လို့ဒါပေမဲ့မင်းတို့ပြောခြင်းနဲ့မင်းတို့လိုချင်တဲ့လက်ဖွဲ့အဆောင်တော့မဟုတ်ဘူးငါတကာဒကမတွေအားလုံးကိုတန်တရားတစ်လျှောက်လုံးချမ်းသာပြီးတော့တန်တရားကလွတ်မြောက်သွားမဲ့အဆောင်ကောင်းတွေငါလာပေးတာလို့ဒီနေ့လဲနန်းနန်းလာပြီးတော့ရွှေကြောကြီးပေါက်ဖို့အဆောင်လာပေးတာဟုတ်ပလားဘာဆောင်ထားဖို့လို့ယုံသလားရွှေကြောရတာနဲ့တရားရတာဘယ်ဟာပို့ပြီးတော့တန်ဖို့ရှိတော့အခုတော့အောင်ပေါ့ကွာကဲရွှေကြောကြီးပေါက်တာနဲ့တရားပေါက်တာဘာလို့ခြင်းတော့ဩကြကွာအဲ့ဒါကုသိုလ်တော့ရတယ်ကျင်တယ်နော်အဲ့တော့အခုကြုံမလေးကအဆောင်တောင်းဘာတောင်းအရှင်ဘုရားတဲ့အရှင်မြတ်ဘုရားတို့ကျင့်တဲ့ကျင့်စဉ်တပည့်တော်တို့မသိရဘူးလားတဲ့အရှင်မြတ်ဘုရားတို့ကျင့်စဉ်ကိုတပည့်တော်တို့ကျင့်လို့မရဘူးလားတဲ့ဟုတ်ပလားသူကနေ့စဉ်တန်ခါဆုံးဝပြုနေရတော့တန်ခါတော်တွေကိုယဉ်နီးပြီးတော့သူကတောင်းတယ်လက်ဖွဲ့အဆောင်တောင်းတာလားဘာတောင်းတာအဲ့တော့ခင်ဗျားတို့ကျုပ်တို့အတွက်အလိုအဆုံးအရာဟာလည်းပါလေဒါဖြင့်အမြတ်နိုးသင့်ဆုံးအရာရှင်းတယ်နော်အဲ့ဒီအတွက်ယောနိသောမနတိကာရနှလုံးသွင်းမှန်ဖို့လိုပါတယ်ဘာမှန်ဖို့လိုလဲကုသိုလ်တော်ကောင်းတို့တွေဘဝမှာအစင်မပြေမှုတွေကြောင့်ခိုးမှုဝက်မှုလိမ်မှုကောက်မှုလုပ်နေကြပြီးဒုစရိုက်တွေနဲ့စီးပွားရှာနေတဲ့လူတွေရှိမရှိဗိဆာအာဇီဝနဲ့စီးပွားရှာနေတာဒီနှလုံးသွင်းမမှန်လို့အဲ့တော့အခုတရားတွေရှိပါရဲ့တန်းနဲ့ကုသိုလ်တရားအကုသိုလ်တရားတို့ဗမာလူမျိုးတွေမသိဘူးလားအေးသိနေပါရဲ့တန်းနဲ့အကုသိုလ်အလုပ်လုပ်နေတာဒီဘာမမှန်လို့အဲ့တော့ဘဝကတကယ်လွတ်မြောက်ခြင်းနဲ့အဆောင်ကောင်းရခြင်းရင်ဘာမှန်မို့လို့ဒီနေ့ကြုံမကလေးဟာဟုတ်ပြီနော်အဲ့တော့ကြုံဘဝကလွတ်မြောက်ဖို့ဆိုရင် तू သိတယ်ကြုံတော်လန်ရေးလုံးမှလားတရားအဆောင်လိုတာလားအဲ့တော့ तू ဘာတောင်းတာလဲဒါဖြင့်တို့အတွက်အကောင်းဆုံးအဆောင်ဟာပါလဲအမွန်မြတ်ဆုံးအဆောင်အဲ့တော့တန်ဃာတော်ရှင်သူမြတ်တွေကဒီတက္ကမလေးကိုကလေးငယ်သလောက်ပညာရှိလိုက်တာတဲ့ကဲဒါဖြင့်မင်းဒီလိုယုံညံ့တဲ့ဘဝတွေကလွတ်မြောက်ခြင်းရင်သမီးရေဆိုပြီးတော့တရဏဂုံစောက်တည်ခိုင်းဘာစောက်တည်ခိုင်းအဲ့ဒီကျမှ तू ကဗုဒ္ဓံတရဏံကိစ္ဆာမိလို့ရတာနော်တန်ခါဝေယဝဆတာပြုနေတာငကော तू ဘုရားတရားတန်ခါသိသလားအေးတန်ခါမှ तू သိလို့မဟုတ်ဘူးသခင်ခိုင်းလို့ तू လုပ်နေတာအဲ့တော့မှတရဏဂုံစောက်တည်ခိုင်းတယ်၅ပါးသီလစောင့်ထိန်ခိုင်းတဆင့်တက်လာပြီးတော့ဒါလေးတွေတိုးတက်လာတော့မှနောက်တစ်နေ့ तू ကသောအနုမောဒနာပြုတိုင်းသူ့ကိုကျင့်စဉ်တရားလေးတွေဟောလာတော့နောက်ပိုင်းဝိပဿနာအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃ပါးပါရှုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာ။ तू ကနေ့စဉ်ဘာပဲတောင်းနေတာလဲ။အဲ့တော့ तू အဆောင်ကောင်းကပါလေ။
ပထမသရဏဂုံဆောင်လိုက်တယ်သရဏဂုံမြဲအောင်နေတယ်မြဲအောင်နေတော့ဘုရားတရားသံဃာမှာတပါးကိုးကွယ်ရမရှိဘူးဟုတ်တယ်လေသူ့အတွက်ကိုးကွယ်ရဒါပဲရှိတယ်ဆိုတာ तू သိလာတော့နောက်တစ်ဆင့်5ပါးသီလနောက်တစ်ဆင့်ကျတော့ဥပုံနေ10ပါးသီလနောက်တစ်ဆင့်ဘာဝနာအလုပ်တွေတတ်လာတော့ तू က16နှစ်တိုင်တယ်မလား16နှစ်တိုင်ဝိပဿနာတရားတွေကိုမပြတ်ပွားများတယ်ဒီယဟန်တန်ဃာများရဲ့အဆုံးအမတိုင်းသူ့ဘဝဟာတရားသာလျင်နံပါတ်1တရားသာလျင်နံပါတ်2တရားသာလျင်နံပါတ်3အလုံးစုံဟာဘာလဲတရားပြီးတရားပဲသူ့အာယုန်ထဲမှာတရားကျင့်ဖို့ပဲသူအာယုန်စိုက်ထားတယ်အဲ့တော့ तू ဘလောက်ထိဆုံးဖြတ်ပြီးချက်ချပြီးကျင့်ခဲ့တယ်လဲဆိုတော့မဟုတ်လေသူ့ဘဝကယုံညံ့တဲ့ကျွန်ဘဝဟုတ်ပြီနော်အဲ့တော့ကျွန်ဘဝမှာအခုကုသိုလ်ဖြစ်ခွင့်ရနေတာဒီသူ့သခင်ရဲ့ကျေးဇူးရှိမရှိအဲ့တော့သခင်ကျေးဇူးဆက်ဖို့ဆိုပြီးတော့သခင်ကျေးဇူးဆက်မယ်တန်ဃာတော်တွေကျေးဇူးဆက်မယ်ဘုရားကျေးဇူးဆက်မယ်ဆိုပြီးနေတိုင်းသူကကျေးဇူးရှင်တွေအတွက်ဆိုပြီးတော့တရားလုပ်နေဘယ်လောက်ထိလုပ်လိုက်လဲအယိုးကြေကြေအရေး66သူ့အသက်သေးခြင်းသေးပါစေဘာကိုရအောင်ကျင့်ကျင့်တတ်သလားကဲသူ့ဘဝဘာဘဝကျွန်ဘဝပဲမဲ့သူ့စိတ်ကကျွန်စိတ်လားသခင်စိတ်ကြည်စံဟုတ်ပြီနော်အဲ့တော့ तू ဘာရသွားတယ်အဆောင်ကောင်းအဲ့တော့မပြတ်နေ့စဉ်နဲ့မြသတိဝရိယနဲ့တန်ခဝေယဝဆ तू ပြုရင်းနဲ့အနိစ္စလက္ခဏာနှလုံးသွင်းတယ်ဒုက္ခလက္ခဏာနှလုံးသွင်းတယ်အနတ္တလက္ခဏာနှလုံးသွင်းတယ်မပြတ်ဒီတရားကိုအောင်းမေ့နေတာဘယ်တော့မှ तू သတိလက်လော့မနေဘူးဥပုပ်သတင်းနေ့တိုင်း तू ဥပုပ်စောင့်နိုင်အောင်ကြိုးစားတယ်ရှင်းမလားဟဲ့ဒါဖြင့်သူ့ဘဝသူဘာနဲ့တိဆောက်တာလဲအဲ့တော့တရားနဲ့တိဆောက်တော့ခုခမည်းတော်ကျုပ်တို့ကလည်းအားကိုးစရာဘာပဲရှိတော့အဲ့တော့သူ့လိုတရားနဲ့တိဆောက်နိုင်အောင်ကြိုးစားဖို့သင့်မသင့်တရားနဲ့တိဆောက်ခြင်းမဆိုရင်ခမည်းတော်ကျုပ်တို့မှာရှိတာခန္ဓာဘယ်နှပါးအမလေးပြောတတ်တယ်အချင်းချင်းရင်ရုပ်တရားနဲ့ခန္ဓာ၅ပါးချက်နေတို့ဒီနေ့ပြောချိန်အချိန်မလောက်လို့ဟုတ်ပြီနော်တကယ်အချင်းချင်းရင်ရုပ်တရားနဲ့ကဲခုခမည်းတော်ကျွတ်တို့မှာရှိတာယုံနဲ့လောကကြီးမှာရှိတာရောစัจ java လာအားလုံးမှာရှိတာအဲ့တော့တလောကလုံးမှာရှိတာဘာနဲ့ဘာပဲရှိတယ်ဒါဖြင့်အဲ့ဒီယုံနံသည်ကိုယ်မှာရှိတဲ့ယုံနံကိုမြဲသလားဒါဖြင့်ကိုယ်ယုံနံမှမမြဲရင်အပြင်ကယုံနံကိုဟောဒါမသိတော့ခမည်းတော်မှာလောဘတကြီးနဲ့မရှာဘူးလားအခုရနေတဲ့စီးစိမ်ကိုမြဲသလားယာဓုတွေရောဂုံပုတ်တွေရောဘာမြဲတယ်လဲအခုခင်ဗျားတို့ယုတ်ကြီးကတနေ့တခြားမအိုးဘူးလားမအိုးအောင်တားလို့ရလားမနာနဲ့လို့ပြောဒါဖြင့်ဒီယုတ်ဒီကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားမြဲတဲ့တရားလားမမြဲတဲ့တရားလားနေတိုင်းစီးပွားရှာရင်ပြိုလာသလားအိုလာသလားဒါဖြင့်နေတိုင်းစားရင်တောက်ရင်ပြိုလာသလားအိုလာသလားဒါဖြင့်ခင်ဗျားတို့ကပြိုဖို့ရှာနေတာလားအိုဖို့ရှာနေတာပြိုအောင်စားနေတာလားအိုအောင်စားနေတာစဉ်းစားတော့တကယ်တော့ထမင်းတောင်စားခြင်းစရာမကောင်းထမင်းတနတ်စားတိုင်းပိုးအိုမလာဘူးလားအဲ့တော့နေ့စဉ်နဲ့မြတ်တို့ကအိုနာသေးနဲ့ရင်ဆိုင်ပြီးတော့မနေရဘူးလားဒါဖြင့်ကိုယ်ပိုင်တဲ့တရားလားမပိုင်တဲ့တရားလားအဲ့ဒီမပိုင်တဲ့တရားရဲ့အတွက်နဲ့လောဘဒေါသမောဟတွေကြီးနေခြင်းသည်မှန်သောအလုပ်လားမှားသောအလုပ်လားအဲ့ဒီလိုသိတာတရားယောနိသောမနတိကာရနဲ့စဉ်းစားကြည့်မင်းတို့လိန်ကွက်မှုသားပြောပြီးခိုးဝက်ပြီးရှာထားတဲ့စီးစိမ်သည်သေတော့ကိုနောက်ပါမလားအဲ့ဒီခိုးဝက်လိန်ကောက်ရှာထားတဲ့ငွေနဲ့မအိုအောင်လုပ်လို့ရလားမသေးအောင်လုပ်လို့ရသလားကဲဒါဖြင့်အဲ့ဒီလွယ်မာသောနည်းနဲ့စီးပွားရှာခြင်းသည်ကိုယ့်အတွက်အကျိုးအမြတ်ကိုဖြစ်စေသလားကျင့်တတ်သလားဒါဖြင့်တို့ကစီးစိမ်မဲ့ရမှာလားတရားမဲ့ရမှာအားလုံးတော့အရေးကြီးလို့နော်အဲ့ဒီအတိကလေးသူတော်ကောင်းတို့နှလုံးသားထဲမှာထာဝရကိန်းသွားရင်လွတ်မြောက်ပြီအခုကျွန်မကလေးကအဆောင်ကောင်းတောင်းလိုက်တယ်ဘာတောင်းလိုက်လဲသူလျှောက်ထားတာလေဦးဇင်းကသဘောကျလို့အရှင်မြတ်ဖရာတို့တဲ့အရှင်မြတ်ဖရာတို့ကဘယ်တရားတွေကျင့်တာလဲဖရာအရှင်ဖရာတို့ကျင့်တဲ့တရားကိုတပည့်တော်တို့သိခွင့်မရှိဘူးလားဖရာအရှင်ဘုရားတို့ကျင့်တဲ့ကျင့်ကိုတပည့်တော်တို့ကျင့်ခွင့်မရှိဘူးလားဟုတ်ပလားဟဲ့
အဲ့တော့အရှင်ဘုရားတို့တရားကိုသိပြရစီကြင့်မရစီဆိုတောင်းတော့တန်ဃာတွေကလည်းလေဘုရားရဲ့တပည့်သားအစ်စ်တွေဆိုတော့အိုးတရားတောင်းတဲ့လူတွေ့ရင်သိပြီးတော့ပီတိဖြစ်တာပေါ့အဲ့တော့အရိယာပုဂ္ဂိုလ်ကြီးတွေကစနစ်တကျသင်ပေးတာတန်ဃာတော်ရှင်သူမြတ်တွေကသူ့ကြွလာရင်းနဲ့တရဏဂုံမြဲအောင်တင်ပေးတယ်နောက်၅ပါးသီလမြဲအောင်သင်ပေးတယ်ဒီ၅ပါးသီလမြဲသွားပြီတရဏဂုံမြဲသွားပြီဆိုတော့မှတခါတဲ့ဒါနကံသီလကံဘာဝနာကံတဆင့်ပြီးတဆင့်နေ့စဉ်ဟောပြတာဟိုတကယ်ဒါယကာကြီးကဘာမှမနိုင်ရဘူးဟင်တန်ခါဝေယဝဆကိုလောက်ရတဲ့ဒီကလေးမလေးကကြုံမလေးကတဖြည်းဖြည်းအဆင့်နေမြင့်လာတာဝိပဿနာတောင်ဘလောက်အားထုတ်လိုက်16နှစ်မပြတ်ဒီတန်ခါဝေနေ့စဉ်သူ့အာယုန်ထဲမှာတန်ခါတွေဆွမ်းလောင်းဖို့ရဲ့ချက်ဖို့ပြုတ်ဖို့ရဲ့ပြုဝေယဝဆပြုဖို့ရဲ့နောက်ဒီခန္ဓာရဲ့အနိစ္စဒုက္ခအနတ္တနှလုံးသွင်းဖို့ရဲ့ဒါပဲအားထုတ်နေတော့သူဟာအဲ့ဒီဘဝမှာပဲသောတာပန်တည်တယ်တဲ့ဘာတည်တယ်သောတာပန်တည်ပြီဆိုရင်ဒီပုဂ္ဂိုလ်သည်အပယ်လေးပုံသွားเสียအပယ်ရောက်ကြောင်းကံအကုန်လုံးအဟောတိကံဒါဖြင့်အပယ်လေးပုံနဲ့သူနဲ့မဆိုင်တော့မလွတ်လောက်ဘူးလားတခါအဲ့ဒီဘဝကသောတာပန်ဘဝကသုတေမဏိသေးလို့နောင်တခါဖြစ်ရဘဝမှာဘယ်တော့မှအဲ့ဒီလိုယုံညံ့တဲ့ဘဝမျိုးအနုအချွဲအရွယ်ဘဝမျိုးမဖြစ်ဘူးတဲ့သူတစ်ပါးအခိုင်းစီကျွန်ဘယ်တော့မှဆွမ်းအားနာမကြဘဝမဖြစ်ရှင်းလားဒါဖြင့်ခင်ဗျားတို့အလုံးမရှိအပ်တဲ့အနိဋ္ဌာယုံဘဝအဆိုးတွေအားလုံးကမလွတ်ဘူးလားဘာကြောင့်လွတ်သွားလဲသူဘာဆောင်သွားလဲတရားကိုသိတဲ့အချိန်ကလေးရရင်ဘယ်နှစ်နှစ်ဆောင်လိုက်16နှစ်မပြတ်မဆုံးမနစ်ဆောင်သွားတယ်နေ့စဉ်နဲ့မြမမေ့မလျော့တဲ့တတိဟုတ်ပြီနော်ယောနိသောမနတိကလားသူ့ဘဝမှာတန်ဖိုးထားเสียပါလဲဂျင်းတ်သလားအဲ့တော့အခုတော်ကောင်းတို့ဘဝကကောဘာတန်ဖိုးထားကြမလဲတရားတန်ဖိုးထားမဆိုလုပ်ငန်းဘယ်နေရရှိလဲအဲ့လက်နှချောင်းထောင်တော့နေရပေါ့မှတ်မိသလားတိကပါတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လို့အမလေးဒီဘက်ကတကားတွေအားရစရာမရှိဘူးယောက်ျားကြီးတွေဖြစ်တွေ့ပြုံးပြုံးလေးနဲ့လက်ထိုးလိုက်သေးတယ်သူကဘုန်းကြီးလမ်းကြည့်တော့ तू မသိဘူးပေါ့ယောက်ျားကြီးတွေတရားနာနေတာသတိလေးထားကြအောင်ဗျဘောပါလားငါတော့ယောက်ျားတွေတရားနာများရင်တော်တော်ဝမ်းသာနေတာဩတရားပွဲဆိုတာလေနေဦးအဲ့ဒါခင်ဗျားတို့သတိပေးအောင်မယ်ရိုင်းကျင်တော့ရိုင်းမယ်နော်နတ်ပြည်မှာနတ်သားများလားနတ်သမီးများလားဟာဝကအော်ပြီဒါပေမဲ့မပူနဲ့နော်အထီးများတဲ့နေရာတနေရာရှိတယ်ဟိုမှာကျောင်းမှာတော်သလင်းလားနော်ခွေးမတကောင်နဲ့ရင်ခွေးတီးရအကောင်90ကျော်စိုးညံနေတဲ့ဝိုင်းလိုက်နေကြတာအဲ့တော့အထီးများတဲ့နေရာတနေရာတော့ရှိတယ်ဗျာသဘောပါလားကဲအဲ့ဒီသွားကြမလားအထီးတွေဟမ်မသွားရင်တရားပြီးရောမနာနဲ့တော့ခမည်းကြီးရတာအားရစရာမရှိဘူးခမည်းတို့ဟာအခုဘယ်နှချက်ပဲပြောတာတိတော်သေးတယ်ခွေးထီးကဲလို့သူတို့နည်းနည်းတော့လှုပ်လာပြီအဲ့တော့ဦးဇင်းကစဉ်းစားတယ်ဒါတွေကြည့်ပြီးတော့ကိုတကာတွေလည်းပြောတယ်မင်းတို့ဟိုရအောင်ဟိုမှာကြည်စမ်းလို့ဘာတော့ဖျားတယ်ကြည်လို့မင်းတို့ကြည်လို့ဘုန်းကြီးဘာပြောတာတော့သေချာကြည်ဟိုမှာအမတကောင်နေအထီးက90လောက်ရှိတယ်ဒါကြောင့်ယောက်ျားတွေတော်တော်များများတော့အဲ့ဒီသွားတာဖြစ်မယ်သဘောပါသလားဘာလို့ဆိုမိန်းမတွေကနတ်ပြည်သွားကုန်ကြတော့ခွေးမတကောင်နဲ့ဖြစ်နေတယ်ကျင်းလားသဘောပေါက်သလားဒါပြင်ငါတကာတွေကိုငါနှိမ်လိုက်တာလားငါတို့နှိတ်ကွက်သွားတယ်လို့များခင်ဗျားတို့ပြောဦးမလားနှိတ်ကွက်တာမဟုတ်ဘူးတတိပေးတာမြင်းနေရပြီဥစဉ်ကဟုတ်ပြီနော်လူပြည်မှာလဲမွေးလာရင်အထီးနဲ့အမပဲဟာများတော့အေးလူဖြစ်လာတဲ့ထဲမှာအမများတယ်တိရစ္ဆာန်ဖြစ်လာတဲ့ထဲမှာအထီးများတယ်ဗျာမှတ်ထားသဘောပါလားကဲဒါဖြစ်ရင်တို့တွေပေါ်ပေါ်ဆဆနေလို့တော့ဒါဖြင့်အဆောင်ကောင်းတွေဆောင်ဖို့လိုအပ်မလိုအပ်ဘာဆောင်ထားမလဲတရားဆောင်ဖို့နံပါတ်1ဘာလို့ရမလဲအဆုံးအမတရားကိုသိယုံနဲ့ပြည့်စုံပြီလားနှစ်သိတဲ့တရားတိုင်းကျင့်ဆောင်ရ
ပြန်ပြောအခုဒီမှာဓာတိကြောမကလေးနော်ဒီဇတ်ထုတ်ကဓာတိဝိမာနလို့ခေါ်တယ်ဓာတိဝိမာနဆိုတာဓာတိဆိုတာကြောဝိမာနဆိုတာကြောမလေးရဲ့ဗိမာန်တကယ်တော့ကြောမကလေးကဟိုနတ်ပြည်ရောက်တော့ကြောမဖြစ်သေးလားနဲတရားမင်းရဲ့မိဖုရားအချမ်းရံ1000သူ့မှာအလုတ်ကျွေး1000ရှိတယ်ရှင်းတယ်နော်အဲ့တော့သူဒီသီလသမာဓိပညာနဲ့ပြည့်စုံအောင်အာမထုတ်ဘူးလားဘာနှစ်တဲ့16နှစ်မမေ့မလျော့မဆုံးမနစ်နေ့စဉ်နဲ့မြသူ့ရဲ့ကျင့်စဉ်တရားကိုမပြတ်အားထုတ်သွားလိုက်တာအခုနတ်ပြည်မှာတပည့်တော်ယနေ့ဒီစည်းစိမ်တွေခံစားနေရတာကျွန်မဘဝကပြုခဲ့တဲ့ကုသိုလ်ပါဖေဟာတဲ့အဲ့ဒါအရှင်ဖေဟာလူပြည်ကလူတွေသိအောင်ပြောလိုက်စမ်းပါကိုဘဝကိုတကယ်တိုးတက်ခြင်းရင်အဆောင်ကောင်းရှိပါတယ်ဟုတ်ပလားရဲ့ဘာဆောင်ရမလဲအခုခင်ဗျားတို့လောကကြီးကိုပြောင်းလဲပြစ်လို့ရမရဘာနဲ့ပြောင်းမှရမလဲတရားမဆောင်သေးသေးရဲ့လောကကိုပြောင်းလဲလို့ပြုပြင်လို့ကျင်တတ်သလားအဲ့တော့ခုကြည့်သူ့ဘဝသူယုံဖို့ကံဖို့ပြောင်းလဲဖို့မကြိုးစားပါဘူးလားကြိုးစားတာအဲ့ဒါရှင်မာမောက္ကလန်ကိုတော်မြတ်ကြီးကိုသေးသေးချာချာလျှောက်တော့တိတိကျကျပြောရရင်ရှင်မာမောက္ကလန်ကအဲ့ဒီအဆုံးအမတွေအကုန်မှတ်လာတယ်နတ်သမီးပြောလိုက်တဲ့ဖြစ်စဉ်တွေကိုအကုန်မှတ်လာပြီးမြတ်စွာဘုရားကိုတာဝတိပြည်မှာပြန်လျှောက်တော့မြတ်စွာဘုရားကအဲ့ဒီဓာတိဝိမာနဝတ္ထုဆိုပြီးတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာဟောတယ်ဗျာများစွာသောသူတို့ကျွတ်တန်းဝင်ကြတယ်ရှင်းပြီနော်ဒါဖြင့်ဒီနေ့တရားဟာဘသူတွေ့ဟောခဲ့တာဒီနေ့ခင်ဗျားတို့နားနဲ့ဆက်ဆက်ကြားရတာဘသူတွေတို့အဲ့ဒါဘသူဟောခဲ့တဲ့တရားတို့ဒါဖြင့်အလေးနဲ့ထားပြီးတန်ဖိုးထားတဲ့မထားတဲ့ဒါဖြင့်တရားရှိဘာဆောင်မလဲတရားကိုအခုဆောင်မလားထာဝရဆောင်အောင်ကျင့်တတ်နော်မနေ့ကပြောပြီဘယ်ချိန်ကစပြင်ခုကစပြင်မယ်ဆိုတာအခုပြင်ပြီဆိုကြရင်ထာဝရပြင်မှုလိုအပ်မလို့အမြဲတမ်းဘာဆောင်ထားမလဲကာယကံဝစီကံမနောကံနေ့စဉ်ကံသုံးပါမလုပ်ဘူးလားလှုပ်တိုင်းယောနိသောမနတိကာရနှလုံးသွင်းမှန်မှန်နဲ့မြင့်မြတ်တဲ့ကံတွေဖြစ်အောင်ကြိုးစားပါငါနှုတ်ကထွက်တဲ့စကားသည်ယုံညံ့တဲ့စကားမဖြစ်စေရဘူးမူသားစကားဂုံတိုက်တဲ့စကားကြမ်းတမ်းတဲ့စကားငါပါဇက်ကမထွက်စေရဘူးရှင်းတယ်နော်ငါလက်ကလှုပ်တဲ့အလုပ်တိုင်းသည်အာကုသို့အလုပ်ရှင်းသလားငါစိတ်ကကြံတဲ့အကြံဟာမကောင်းတဲ့အကြံအနာပိစ္ဆာအပြာပါဒအဘိဇ္ဇာမရှိဗျာပါဒမရှိတဲ့စိတ်တွေဖြစ်အောင်ကြိုးစားမယ်သူတော်ဘာစီစဉ်ကိုမတရားလိုချင်တဲ့စိတ်တွေမဖြစ်စေရဘူးသူတော်ဘာကိုပြက်လို့ပြက်စီးစေခြင်းတဲ့စိတ်တွေကျင်သလားအဲ့တော့ငါတို့ကယုံညံ့သူတွေလားမြင့်မြတ်သူတွေလားဘဝအပူအကျိုးပေးမကောင်းတဲ့လူတွေလားကောင်းတဲ့လူတွေလားဒါဖြင့်ဘာဆောင်ထားမလဲအဲ့တော့တရားကင်းကွာတဲ့လူလောက်ယုံညံ့တာအဲ့တော့ဒီဘဝကိုစီးစိမ်ဥစ္စာနောက်လိုက်မလားတရားနောက်လိုက်မလားကျင်တယ်နော်ကရာရုနောက်လိုက်မလားတရားနောက်လိုက်မလားကဲဂုံတရက်ကိုတန်ဖိုးထားမလားတရားကိုတန်ဖိုးထားမလားအဲ့တော့တရားတန်ဖိုးထားခဲ့တဲ့အဆောင်ကောင်းရှိတဲ့ကျွန်မလေးတယောက်တော့ဘယ်ရောက်သွားပြီတွေးကြည့်ရင်တာဝရိန္ဒာမှာရှိပါတယ် www.tawarinda.com မာက website မှာကြည့်လိုက်ရင်နော်နောက်မှာမိဖုရားတွေတွေးကြည့်ရင်မင်းတို့သွားတွေးလို့အဲ့ဒီစိတ်ကလေးအာယုံပြုထားလိုက်ရှင်းမလားကဲဒါဖြင့်ဘာဆောင်မလဲအဲ့တော့ခုတရားဆောင်မယ်ဆိုမင်းတို့မှာရှိတဲ့ယုတ်တရားနဲ့ဘယ်တရားမြဲတော့အဲ့ဒီမမြဲတဲ့တရားကြီးအတွက်နဲ့အာဟုတုနဲ့ရှာကျွေးတာတန်းရလားဒါလေးပဲစဉ်းစားဒါလောက်ကလေးပဲစဉ်းစားအဲ့ဒီအာဟုတုကဘဝများစွာတန်တရားခံရမယ်စားတော့တလို့ခံရတော့တန်တရားတန်သလားဒါဖြင့်အာဟုတုလည်းနေရမလားကုသိုလ်ဖြစ်အောင်လုပ်မလားဘယ်သူပေါ်မှာမူတည်လဲအဲ့တော့ကုသိုလ်အကုသိုလ်လုပ်တယ်ဆိုတာဘယ်သူကိစ္စလဲအတိတ်ကံနဲ့ဆိုင်သလားအခုအတိတ်ကံကြောင့်ခင်ဗျားတို့အခုခန္ဓာမရဘူးလားရိုက်မယ်ဒီဘဝခိုးဆိုလူရဲ့တပ်ဖြတ်နေတာကအတိတ်ကံလားပြစ္ဆုတ်ပံကံလားကျင်သလားဒါဖြင့်အတိတ်ကံမကောင်းလို့တခိုးဖြစ်တာလားနှလုံးသွင်းမလို့တခိုးဖြစ်တာလားကျင်တယ်နော်အတိတ်ကံမကောင်းလို့လူလိမ်ဖြစ်တာလားနှလုံးသွင်းမလို့လူလိမ်ဖြစ်တာလားဒါဖြင့်အဆောင်ကောင်းလိုအပ်မလိုအပ်ဒါဖြင့်ထာဝရဘာနဲ့နေမလဲ
ကျေနပ်ပြီနော်ဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည်ပြန်ပြောဘသူကိုဘသူကြည့်မှလဲကိုကြည့်ပါသူများလိုက်မဝေးပါမှနဲ့အဲ့တော့ကိုကြည့်တော့တကယ်ရှိတာယုတ်တရားနဲ့ယုတ်နာအလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကဘဂသစ္စာလာရင်လောဘဒေါသမောဟမာမာနခုနမဲညစ်တဲ့တရားတွေလာအောင်မလားစိတ်ရဲ့အညစ်အကြေးတွေရှိအောင်မလားမရှိရင်သေတာကသမုဒိယအကြောင်းသိရင်နောင်အကျိုးလာအောင်မလားနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဤကဲ့သို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့သူတော်ကောင်းတို့အတွက်ထာဝရအဖော်မော်အဆောင်ကောင်းအဖြစ်နဲ့တရားကိုထာဝရလက်ကင်ထား၍မြင့်မြတ်သောဘဝပိုင်ရှင်များအဖြစ်တန်တရာစခန်းတတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီညဒီမြနဲ့နားကြစို့